အဲ့လိုမျိုးရရ ဟုတ် နော် ကဲ့ဟုတ်ကဲ့ ဟုတ် ဟုတ်ဟုတ် ဒီကူပါဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ Hello okay ရရလား ဟုတ်တယ်ဆရာ ကြားရတယ်ကြားရတယ် ကျမတို့မြန်မာပြည်မှာနေရမီးပြတ်သွားလို့ပါ Okay အဲ့ဆိုရင်ပေကပြောနေရလဲဆိုဒီဟာပေါ့နော်အဲ့ဒီဟာလေးပုံယူတဲ့ကိစ္စ DIV ဘာဖြစ်လို့ယူရလဲဘာဖြစ်လို့ DIV ယူရလဲဆိုတာသဘောပေါက်လားမသိဘူးအဲ့ဒါကြောင့်မို့ DIV နှစ်ခုယူလိုက်ရပါတော့အဲ့တော့ကိုစမ်းကျင်တယ်ဆိုလို့ရှိရင် DIV တွေမယူရင်ရောဘာဖြစ်မလဲ DIV တွေယူရင်ရောဘာဖြစ်မလဲဒီဟာတွေဖြုတ်လိုက်ရင်ရောဘယ်လိုပေါ်လဲဒီဟာလေးလှုပ်လိုက်ရင်ရောဘယ်လိုပေါ်လဲပေါ့အဲ့လိုမျိုးစမ်းကြည့်ပေါ့နော်အဲ့ဆို DIV ဘာဖြစ်လို့ယူရလဲသဘောပေါက်လားအခု DIV ကအရေးကြီးလို့လေရလား ဟုတ်ရပါတယ် အဲ့ဆိုရင်အဲ့ဒါကြောင့်မလို့ DIV ကိုယူရပါတော့เนาะအဲ့တော့တကယ်လို့ဒီဟာကိုအမဟိုဟာအိတ်စာကိုဘယ်လိုဆက်ရမလဲဆိုတော့အမပေးထားတဲ့ Viber ကကုတ်ရှိရလေအဲ့ဆိုဒီမှာ new file တစ်ခုယူလိုက်ပေါ့အဲ့တော့ new file ကတိတ်တဲ့ name ပေးလို့ရတယ်ဆိုတော့ test အညာပေါ့ test 10ပေါ့နော် .html ပြီးရင် Viber ကအမပေးထားတဲ့ကုတ်ကိုဒီမှာ copy သွားချလိုက်ပေါ့အဲ့တော့အမျိုးမျိုးစမ်းကြည့်ဖြုတ်ပြီးစမ်းကြည့်မပိုင်ရောဘယ်လိုလဲပိုင်ရောဘယ်လိုလဲပေါ့group ထဲမှာမေးရတစ်ခုတွေ့လိုက်တယ်ဗာလဲဆိုတော့ဟိုဟာတဲ့ဒီ web development တက်ပြီးသွားလို့ရှိရင် web developer ဖြစ်ပြီလားပေါ့အဲ့တော့ web developer ကတော့ဘယ်လိုလဲဆိုတော့စမ်းကြည့်ရလေဘယ်ဟာမှရော့ပညာကုန်သွားပြီနင်တို့လုံးလိုက်တော့လို့တော့မရဘူးပေါ့နော်ကိုကအစဆွဲထုတ်တတ်တယ်ဆိုလို့ရှိရင်ရတယ်အဲ့တော့အစဆွဲထုတ်တတ်တယ်ဆိုရင်ရတယ်ဆိုတာဘာလဲဆိုတော့ကိုကဘယ်လိုလေးလာမယ်ဘာတွေလေးလာမယ်ဘယ်လိုရေးရမယ် basic ကပါအဲ့အမျိုးလေးသဘောပေါက်တယ်ဆိုလို့ရှိရင်ရတယ်လေအဲ့ဒီမှာဆိုအမ Fiverr ရဲ့ဟာ copy ကူးပြီးတော့လုပ်လိုက်တာလုပ်ပြီးတော့ open in default browser လုပ်လိုက်တာပေါ့ဒီမှာဒီဟာလေးမြင်ရတယ်ပေါ့နော်အဲ့တော့အဲ့ဟာမှာ okay ငါဒီDIV တွေမပါဘူးဆိုရင်ရောဘယ်လိုဖြစ်မလဲပေါ့ DIV section တစ်ခုတည်းပါရင်ရောဘယ်လိုဖြစ်မလဲသိချင်ဒီဟာလေးကိုဖြုတ်ကြည့်ပေါ့နော်ဒီဟာဆိုရင်ဖြုတ်ကြည့်လိုက်ပြီးဒီမှာသွားပြီးတော့ refresh လုပ်ကြည့်ပေါ့အဲ့တော့မပါဘူးဆိုရင်ဒီအပေါ်ကပုံလေးတစ်ခုပဲမြင်ရအဲ့ဒီပုံလေးမှာမှဒီမှာ border ဆိုတာဘာလဲပေါ့အဲ့တော့ border ဆိုတာမတိသေးဘူးပေါ့မတိသေးဘူးဆိုရင်ဒီ issue ရဲ့ဟာကိုဖြုတ်ကြည့်လိုက်ပေါ့အဲ့တော့ border ကိုဖြုတ်လိုက်ရင်ဘယ်လိုဖြုတ်ရလဲပေါ့အဲ့တော့ border ကိုဖြုတ်လိုက်တယ်ဆိုရင်ဒီရဲ့ border ကြီးကမပေါ်တော့အဲ့ဒါဆိုရင်အဲ့ဒါ border ကိုဖြုတ်လိုက်လို့ပေါ့တကယ်လို့ test align ကိုcenter မပေးဘဲနဲ့အဲ့ဒီတော့ဆန်းခဲ့တဲ့ left တို့ right တို့ရှိရလေအဲ့ဆို left တို့ right တို့ဒီမှာသွားထည့်ကြည့်ပေါ့ refresh လုပ်ကြည့်အဲ့ဆိုဒီဘက်မှာ left ဘက်မှာပြောင်းပေါ်တယ်အဲ့ဒီတော့ကအမတင်ခဲ့တဲ့test တွေကကိုယ့်အနေကို explore လုပ်ကြည့်လို့ပြောခဲ့ရတယ်။ test တွေအများကြီးရှိတယ် left တို့ right တို့ middle တို့ center တို့ရှိရပေါ့နော်။အဲ့ဒါတွေကိုစမ်းကြည့်ပေါ့။ပြီးသွားလို့ရှိရင် margin bottom ပေါ့။အဲ့တော့ margin bottom ဆိုတာဘာလဲပေါ့။အဲ့တော့ margin bottom မပါဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်မလဲပေါ့။အဲ့တော့ဒီအလဲဟာတစ်ခုဖြုတ်ကြည့်ပေါ့။ဒီဟာဖြုတ်ကြည့်ပြီးသွားလို့ရှိရင်ဒီဟာအရင် refresh လုပ်ကြည့်ပေါ့နော်။အဲ့တော့ကုတ်တွေတိုင်းကိုအသေးစိတ်လိုက်ပြီးတော့တလုံးချင်းလိုက်ဖက်နေရဆိုလို့ရှိရင်ကိုယ်စဲနားမလဲဘူးဘာကြီးလဲလုပ်လဲမလုပ်တတ်ဘူးပေါ့အဲ့လိုမျိုးဖြစ်မှာပေါ့နော်အဲ့တော့ဒီမှာပေးထားတဲ့သူများဟာကိုဖြတ်စည်းတဲ့လည်းအဆင်ပြေကွာအဲ့ဒါဆိုလို့ရှိရင်ဒီမှာ margin bottom ကိုဖြုတ်တာတို့တက်တာတို့လုပ်ကြည့်ပေါ့နော်အဲ့ပြော reason လားအဲ့ margin နဲ့ padding နဲ့အတူတူပဲမဟုတ်ဘူးလား အဲ့ဒါမနေ့ဖန်တင်မဲ့တင်ရဆိုင်မှာပါတယ်margin နဲ့ padding နဲ့အဲ့ဒါကြောင့်ဒီအခုလောလောဆယ် CSS ကိုမတည်သေးဘူးဆိုရင်တော့အဆင်ပြေတယ်ဒီရဲ့ဟာလေးကိုတည်ထားရင်ရပြီအဲ့တော့ margin နဲ့ padding တွေကမတူအဲ့တော့ margin ဆိုတာဒီပစ္စည်းနဲ့ box ရဲ့ကြားအကွာဝေး padding ဆိုတာအဲ့ဒီ box ရဲ့ bound နဲ့ကြားအကွာဝေးအဲ့လိုမျိုးရှိတည်ရဲ့အဲ့တော့အဲ့ဒါဟာမပူနဲ့ဟိုပါမှာပေါ့နော်ပြီးရင်ဒီမှာ color ကိုလည်းwhite ပဲမဟုတ်ဘဲနဲ့အမအဲ့နေတော့ပြောင်းနေပြောခဲ့လေပြောင်းနေရ RGB နဲ့လည်းပြောင်းလို့ရတယ်နောက်ပြီးသွားလို့ရှိရင် HSL လည်းပြောင်းလို့ရတယ်ဘာညာပေါ့ဒီမှာဆိုရင် RGB နဲ့ပြောထားတဲ့ဟာအမပြောတာဟုတ်လားမဟုတ်လားတွားကြည့်ကြည့်ပေါ့နော်ဒီမှာတွားပြောင်းကြည့်တွားပြောင်းကြည့်ရဆိုရင်ဒီဟာထွက်တယ်ပေါ့တခြား font size တွေက 32ph လို့ပြောထားတယ်32ph မဟုတ်ဘူးငါ90လောက်ထားကြည့်မယ်ဘယ်လိုမျိုးပေါ်မလဲပေါ့font weight ကဘိုးမဟုတ်ဆိုဘယ်လိုမျိုးပေါ်မလဲပေါ့တကယ်လို့ကိုကဒီရဲ့ font weight တွေဘာတွေကိုမသိဘူးဆိုလို့ရှိရင်လည်းအမပြောထားတယ်မေ့သွားရင်နားမလဲတော့ဆိုလို့ရှိရင်လည်းဒီကောင်ကို copy ကူးပြီးတော့ဒီမှာချကြည့်လိုက်ပေါ့နော်font weight ပေါ့အဲ့ဆိုရင် W3 school မှာပဲဖြစ်ဖြစ်တွားကြည့်ကြည့်လိုက်အဲ့ဆိုရင်သူပြောလိမ့်မယ် font weight မှာဘာရှိလဲဆိုတော့ normal ရှိရဲတဲ့ဘိုးရှိရဲ lighter ရှိရဲပေါ့အမျိုးမျိုးရှိရဲပေါ့အဲ့တော့ကိုကရေးဖို့ရေးနည်းတည်တယ်
properties တွေကိုမသိဘူးဆိုလို့ရှိရင်လည်းအဲ့လိုမျိုးနည်းနည်းလေးတော့ထောက်ကြည့်လိုက်ပေါ့နော်အဲ့ဆိုရင်အမတို့ဒီမှာမြင်ရတယ်ပေါ့အဲ့နောက်တစ်ခုကနောက်ထပ်အိမ်စာကကျတော့ဒီရတယ်ねနောက်ထပ်ဟာကလည်းဒါပဲအဲ့ဒီမှာ default browser နဲ့တော့ no ဒါမဟုတ်ဟုတ်အမရှိမှမရှိဘူးထင်တယ်အဲ့တော့နောက်ထပ်ဟာကလည်းအဲ့လိုမျိုးပဲဒီ7 okay ဒီမှာ7ဒီမှာတော့ဖွင့်ကြည့်ပေါ့နော်အဲ့တော့ဒီဟာဆိုလို့ရှိရင်အမဒီမှာ comment လေးရေးပေးထားတယ်အဲ့တော့ outer container ဘာလဲအဲ့တော့ outer ကဘယ်ကနေစမလဲအဲ့တော့ဘယ်ကနေဆုံးမလဲပေါ့အဲ့ outer ထဲမှာအမဘာထည့်ထားလဲဆိုတော့ဒီပထမအဆုံးတစ်ခုထည့်ထားတယ်နောက်ထပ် div တစ်ခုထည့်ထားတယ် heading ထည့်ထားတယ် paragraph ထည့်ထားတယ် div ထည့်ထားတယ်ပေါ့အဲ့တော့တစ်ခုချင်းစီကို live ဖြုတ်ကြည့် live ဖြုတ်ကြည့်ပြီး live ဖြုတ်တဲ့နေရာမှာလဲငါဒီအလဲကနေကပ်ပြီးဖြုတ်လိုက်မယ်အဲ့မျိုးမရအောင်နော်အဲ့တော့ကိုကတိပြီးသားလေး HTML tag စီကအစရှိရအဆုံးရှိရအဲ့ဆိုလို့ရှိရင်အမတို့ကစမ်းတဲ့အချိန်မှာလေဒီလိုမျိုးတစ်ခုလုံးဖြုတ်ဒီဟာဆိုရင်ဒီဟာပြုတ်သွားရင်ဘယ်လိုမျိုးဖြစ်မလဲပေါ့အဲ့ဒါမျိုးလေးလိုက်ဆန်းကြည့်ရအဲ့တော့ဒီဟာ homework ရဲ့ဟာပေါ့အဲ့တော့အမ outer container တစ်ခုယူလိုက်တယ်အဲ့တော့ outer container ဒီကနေစမယ်ဒီမှာဆုံးမယ် okay ပြီးရင်ပထမဆုံးတစ်ခုကဘာယူထားလဲပေါ့အဲ့တော့ပထမဆုံးတစ်ခုကနောက်ထပ် inner div တစ်ခုယူထားတယ်အဲ့ inner div ကဒီကနေစမယ်30ရောက်မှဆုံးမယ် okay အဲ့ inner div ထဲမှာအမထည့်ထားတဲ့ပစ္စည်း3မျိုးရှိရယ်ဘာလဲဆိုတော့ another div ဆိုတဲ့ div ရယ်ပြီးရင် heading ဆိုတဲ့ h2 div ရယ် paragraph ဆိုတဲ့ဟာရယ်အဲ့တော့အမထည့်ထားတဲ့ပစ္စည်း3ခုရှိရယ်ပေါ့နော်အဲ့တော့ပထမဦးဆုံး inner div ထဲမှာအမထည့်ထားတဲ့ပစ္စည်း3ခုအဲ့တော့ရိုးရိုး div တစ်ခု heading တစ်ခု paragraph တစ်ခုပေါ့အဲ့ဆိုရင်ဒီမှာကြည့်လိုက်ရိုးရိုး div တစ်ခု header တစ်ခု paragraph တစ်ခုအဲ့ဆိုရင်ဒီအပေါ်က div ကပြီးသွားပြီအဲ့ဆိုနောက် div မှာဘာပါမလဲပေါ့နောက် div မှာ image ဆိုတဲ့ဟာနဲ့ဒီ inner line ဆိုတဲ့ဟာနဲ့ပါမှာပေါ့အဲ့ဆိုရင်ဒီမှာတော့ကြည့်လိုက်ရင်နောက် div ထဲမှာအမပါထည့်ထားလဲဒီမှာကြည့်အဖွင့်အပိတ်ပေါ့အဲ့တော့ဒီမှာ image ဆိုတဲ့ဟာအဲ့တော့ဒီမှာ css တွေချိန်ထားရပေါ့ဒေါင်လေးမှာကွက်ပေါ်တယ်လို့အဲ့ဟာရှိမယ်ပြီးရင်ဒီဘက်မှာ span နဲ့ဒီရဲ့ဟာရှိမယ်ပေါ့အဲ့ဆိုရင်အောက်အကွက်ထဲမှာအမပစ္စည်းပဲတစ်ခုထည့်ထားလဲဆိုတော့နှစ်ခုအဲ့တော့အဲ့နှစ်ခုလုံးကိုဆက်လိုက်တော့မှပစ္စည်းဒီမှာရှိတဲ့ဟာတွေအကုန်လုံးစုံသွားမှာပေါ့နော်အဲ့တော့အခုဒီမှာမြင်နေရတဲ့5ခုလုံးစုံသွားမှာပေါ့ဒီဟာလေးကပထမ div အတွက်ဒီဟာလေးကဒုတိယ div အတွက်အဲ့ဆိုကျွန်တော်တို့က div ဘယ်လိုခွဲရမှာလဲဘယ်လိုလုပ်ရမှာလဲပေါ့အဲ့တော့ div ရဲ့သဘောကတူလိုက်စုရမှာတူဟာစုမယ်ဆိုတော့ခါကျဒီဟာကြီးအကုန်လုံးကအနီကော်လန်ထဲမှာရှိရအဲ့တော့အမအဲ့ဒါကြောင့်မို့ဒီဟာကြီးအကုန်လုံးတူတယ်လို့သဘောထားပြီးအဲ့ဟာကို div တစ်ခုခွဲထုတ်လိုက်တာအဲ့တော့ဒီအောက်အချက်အဖြူကိုအကွက်ထဲမှာရှိရအဲ့တော့အဲ့ဒါကိုတူတယ်လို့သဘောထားပြီးခွဲထုတ်လိုက်တာအဲ့တော့ကျွန်တော်အဲ့လိုမခွဲထုတ်ချင်ဘူးဒီနှစ်ခုကိုတကွန့်ထားမယ်ဒီတစ်ခုကိုတကွန့်ထားမယ်ရလားဖြစ်နိုင်လားပေါ့အဲ့တော့အဲ့ဒါမျိုးကြီးစမ်းကြည့်လို့ရတယ်လေအမကတော့အခုဒီလိုမျိုးထုတ်ထားရပေါ့အဲ့တော့ div အပြင်မှာအကြီးတစ်ခုထည့်ယူလိုက်တယ်အဲ့ဟာအတွက်ဆိုရင်ဒီလိုမျိုးပေါ့ဒီလိုမျိုးတစ်ခုယူလိုက်တယ်အဲ့ထဲမှာအမမြင်ရတဲ့အတိုင်းအမပထမဆုံးမြင်ရတာနှစ်ပိုင်းမြင်နေရတယ်အနီလေးနဲ့အဖြူလေးနဲ့အပိုင်းနှစ်ပိုင်းအဲ့တော့အဲ့ဒါအမမြင်ရတဲ့အပိုင်းတိုင်းအမအပိုင်းလုပ်လိုက်တယ်ပေါ့အဲ့တော့အနီအပိုင်းထဲမှာပစ္စည်းကဘယ်နှခုပါလဲပစ္စည်းက3ခုပါတာဒီကောင်ရယ်ဒီကောင်ရယ်ဒီကောင်ရယ်3ခုပါတဲ့အတွက်အဲ့ပစ္စည်း3ခုကိုထည့်လိုက်တယ်အောက်ကထဲမှာဘယ်နှခုပါလဲဆို2ခုပါတယ်အဲ့တော့ဒီဟာရယ်ဒီဟာရယ်ပေါ့အဲ့တော့အရောင်လေးနဲ့ခွဲရမှာလားဘယ်လိုခွဲရမှာလဲ div ကဘယ်လိုလဲဆိုတော့နောက်ရောက်လို့ရှိရင် div ကတူတာစုမှာအဲ့တော့အခုဒီဟာတွေကတူတယ်မတူဘူးဆိုတဲ့ဟာမသိတော့အမတို့ကအဆင်ပြေလို့စုရတာပေါ့နော်နောက်ရောက်တယ်ဆိုလို့ရှိရင်တော့အမတို့ကထားပါ chapter 1အတွက်စာဆိုလို့ရှိရင် chapter 1အတွက်စာတွေအကုန်လုံးစုမှာစာနဲ့ပုံနဲ့ share ဆိုစာနဲ့ပုံနဲ့ div တွေထည့်မှာပေါ့နော်chapter 2အတွက်ဟာဆိုရင် chapter 2အတွက်စာနဲ့ပုံနဲ့ဟာအတွက်စုမှာပေါ့ဟိုနေ့ကဟိုညီမလေး canvas ပါသူဆွဲထားတဲ့ design ဆိုရင်အရောင်လေးတွေနဲ့ခွဲထားရလေပထမတစ်ရောင်ဘာရောင်ဒုတိယတစ်ရောင်ဘာရောင်တတိယဘာရောင်ပေါ့အဲ့တော့ပန်းရောင်ကွက်စင်မှာဘေးအရာတွေထည့်မလဲအဲ့တော့ထည့်မဲ့အရာတွေကိုဒူပါစုမှာပေါ့အဲ့လိုပုံစံမျိုးစုတို့ရလားနားလဲလား ဒီချက် ဟုတ်ပြောပါ ဒီဟိုဒီချက် image page က inline text ကဒီချက် span 3ခါတာဒီဘက်ကို inline ကတ်သွားဘူးပေါ့နော်ဒီလို div သွားရင်တော့သူကဒီအောက်ကိုဝင်သွားမယ် ဟုတ်တယ်ဒီကောင်က span နဲ့ div နဲ့ကို꿰အောင်လို့ဒီရဲ့ exercise လေးကိုထည့်ပေးထားအဲ့တော့ span နဲ့ div နဲ့ကဟို div ဆိုရင်အပြည့်ယူသွားမှာပေါ့ဒီကောင်က span လေးယူထားလို့ဒီရဲ့ဘေးမှာလာကတ်နောက်ခါကျဒီမှာအဲ့ဒီကောင်က
ဒီမှာ span ပေါ့နော် inline test ဆိုတဲ့ဟာလေးကပေါ်ချင်တာအဲ့ဒါကြောင့်မို့လို့ဒီရဲ့ inline test ကဒီမှာပေါ့နော်အဲ့တော့ inline test span ယူထားလို့တကယ်လို့ inline test စာ span ယူရတဲ့ DIB ရထည့်ထားဆို inline test ကဒီအဆုံးထိပေါ်မှာပြီးတော့မှဒီစာအောက်မှာလာပေါ်နေမှာအဲ့တော့အခု span ယူထားသူကတူတူလောက်ပဲယူလိုက်တော့ခါကြတော့ဒီဟာလေးပဲပြီးသွားပြီအဲ့ဒီဟာလေးကသူ့ရဲ့ဘေးမှာကတ်ပေါ်တာပေါ့နော်အခုလောလောဆယ် CSS တွေကတော့နည်းနည်းဒီမှာအဟာတွေကနည်းနည်းတော့မျက်စိရှုပ်နေလိမ့်မယ်ဒါပေမဲ့ရရမှန်းဖြစ် CSS ကအနောက်မှာဒီဒေးထပ်ပါအောင်ပါ ဆရာမ ဟုတ် ဟိုကဆရာမတကုတ်မေးရှင်လို့ရှိ ဟုတ်မေးပါ ဒီလိုအဲ့လိုကုတ်ရေးတဲ့ခါကျရင် background color တို့အဲ့ pattern တို့ဘာလို့ကအစင်လိုက်ဖြစ်ရမှာလားဆရာမ အစင်လိုက်ဖြစ်စရာမလိုဘူးအဲ့တော့အမျိုးအစားတူတယ်ဆိုလို့ရှိရင်စုရည်လို့ရတယ်အဲ့ဒါလည်းဟိုဒီ style ထဲမှာထည့်ထားတဲ့ဟာအကုန်လုံးဒီကောင်တွေအကုန်လုံး CSS လို့ခေါ်တာဒါပေမဲ့ဒီက example နဲ့ပေါင်းထားလို့ CSS ဆိုတဲ့ topic ကြီးအောင်မှာတက်မသွားသေးတာပေါ့နော်အဲ့တော့မနေ့ကစားပြီး CSS တင်မှာအဲ့တော့မနေ့က CSS တင်တယ်ဆိုလို့ရှိရင်ဒါတွေကိုဘာဖြစ်လို့စုရည်ထားရလဲဆိုတာသိလိမ့်မယ်အဲ့တော့အမားတို့ကမနေ့တော့ကကြတော့ဟို example ပြရတဲ့ဟာတွေထဲမှာじゃတခုပဲရေးထားရလေဒါဆိုရင် background color တခုပဲရှင်းတယ်ကာလာတခုပဲရှင်းတယ်ဒါပေမဲ့နောက်ထပ်အမားတို့ကအမျိုးအစားတူတဲ့ဟာတွေဆိုရင်စုရည်လို့ရတယ်အမျိုးအစားတူတဲ့ဟာဆိုတာဘယ်လိုဟာမျိုးပြောရလဲဆိုတော့ခါကျဒီမှာ border 1PA solid F ကွာအဲ့ဆိုရင်အမားတို့က3မျိုးရေးစရာမလိုဒီရဲ့ F ဆိုတာကာလာတည်တယ်အဲ့တော့ solid ဆိုတာဒီရဲ့ weight ပေါ့နော် weight ထားလို့ဒီကောင်ဘိုးပေါ်တာဒီကောင်က 1PA ဆိုတော့1 pixel အကျယ်ရှိမယ်ဆိုတဲ့ဟာပေါ့နော်အခုမသိသေးလဲရတယ်နော်အဲ့တော့ဒီဟာကြည့်လိုက်လို့ရှိရင်အမျိုးအစား3ခုအဲ့တော့အမျိုးအစား3ခုပဲမဲ့အဲ့ဒီအမျိုးအစား3ခုလုံးကဘယ်မှာ apply လုပ်တာလဲဆိုတော့ border မှာ apply လုပ်တာအဲ့တော့အမားတို့ကဒီ3ခုလုံးဒီရဲ့ border တွေကိုထည့်လိုက်တာအဲ့တော့ထည့်လိုက်လို့ရလားဆိုရအဲ့ကယ်လို့မဟုတ်တမီးကဒီဟာကို F ကိုအရင်ထားကြည့်မယ်ပေါ့နော်အဲ့တော့ထားကြည့်မယ်ဆိုရင်ရောအရှိမဘယ်လိုပုံမလဲပေါ့အဲ့တော့ညီမအဲ့ဒါစမ်းကြည့်လို့ရတယ်အဲ့ဒီမှာဆိုရင်#ပေါ့နော်00အမဲထားလိုက်မယ်နော်အဲ့ဒါဆိုရင်ဒီမှာသွားပြီးတော့ဒီဟာမဟုတ်ဒီရှေ့Okay အဲ့တော့ဒီမှာအမဲဖြစ်သွားတာပေါ့နော်အဲ့တော့အဲ့ဟာမျိုးတွေစမ်းကြည့်လို့ရတယ်အဲ့တော့ဘယ်လိုပုံစံမျိုးပုံမလဲပေါ့အဲ့တော့အဲ့ဟာဘယ်ဟာအရှိရထားလို့ရတယ်ဆိုတော့ root ဆိုရှိမယ်အဲ့တော့ဘယ်ဟာအရှိရထားလို့ရတယ်ဘယ်ဟာဘယ်လိုrange လိုက်သွားရမယ်ဆိုတာ CSS lesson ရောက်လို့ရှိရင် very detail ပါမှာပေါ့နော်အခုလောလောဆယ်တော့ဒီတိုင်းလေးအရင်ကြည့်ထားလိုက်အောင်အမတို့ဒီ exercise မှာဘာတွေရင်နားလည်ရပြီလဲဆိုတော့ခါကျ DIB တွေဘယ်လိုလုပ်လဲ H2 တွေ inline တွေblock တွေဘယ်လိုလုပ်လို့လဲပေါ့နော်အဲ့ဟာလေးတင်ရပြီအဲ့တော့ပြီးသွားရင်ရလားဒီဟာ CSS ရရင်အစင်လိုက်ရေးရမလားဘယ်လိုရေးရမလဲတူရစုရေးရမလားဆိုတာပြန်ပါမယ်နော်အခုလောလောဆယ်ဒါလေးကိုတော့ရလား order ရှိလားပေါ့နော်ဒီတိုင်းစမ်းကြည့်လိုက်စမ်းကြည့်ထားပြီးတော့မနေ့ဖက်ရောက်လို့ရှိရင် CSS ပြောတဲ့အချိန်ရောက်လို့ရှိရင်ဘယ်လိုရေးရလဲဆိုတာပြန်ပါလိမ့်မယ်ရမယ်နော်ရ ဟုတ်ပြီရှင်ကျေးဇူးပါရှင် Okay အဲ့တော့ဟိုလေအမ group ထဲမှာတခုကြွလိုက်တယ်ဗာလဲဆိုတော့HTML ဒီပြီးသွားရင် web developer ဖြစ်ပြီလားပေါ့နော်အဲ့တော့ web developer ကွယ်စကြည့်လိုက်လေဆရာဝန်ဖြစ်တယ်ဆိုရင်တော့မှဆရာဝန်ဖြစ်ပြီးစိတ်ကူးလိုက်ပြီးဆိုရဲကိစ္စရင်မပြီးသွားဘူးလေအဲ့တော့နောက်ထပ်သူတို့မှလည်း master တက် PhD တက်ပြီးသွားလို့ရှိရင်နောက်ထပ်လိလာဆရာကြီးပိုင်းညာရှိပေါ့အမတို့ဆိုလို့ရှိရင်လည်းအမကကွန်ပျူတာအကြောင်းကွန်ပျူတာ bachelor နဲ့ master ပြီးတော့ငါကွန်ပျူတာအကုန်တက်ပြီလို့မှမဟုတ်တာเนาะအမားတို့တော့ဒီဟာတွေကိုစာအုပ်နဲ့လက်နဲ့ရေးရတယ်နောက် internet ပေါ်လာဒီဟာရေးရတယ်နောက် AI ပေါ်လာ AI နဲ့ရေးရပေါ့အဲ့တော့အဲ့လိုမျိုးတွေအများကြီးရှိအောင်အဲ့တော့ခါကျတော့ဒီ class ပြီးသွားရင်တော့ဘယ်လိုမျိုးလေးတွေရေးနိုင်လိမ့်မလဲဆိုရင်ဒီလိုဟာမျိုးလေးအဲ့တော့ဒါဆိုရင်လုံးဝ HTML CSS ရေးထားတဲ့ဟာမျိုးလေးပေါ့နော်အဲ့တော့ကိုဒါမျိုးလေးတွေရေးနိုင်အောင်စမ်းကြည့်ပေါ့ဒီ class ပြီးသွားတဲ့အချိန်ကျတဲ့ final process ကလည်းလိုဟာမျိုးလေးလာမှာပဲဒါဟိုဘလို့ဒါအလို့လျှောက်တဲ့ဟာပေါ့နော်ကိုယ့်ရဲ့ပုံလေးထဲမဲ့ပြီးငါဘာတွေကျွမ်းနေပေါ့ပြီးကိုလုပ်ခဲ့တဲ့ project လေးပြရပေါ့အဲ့ဒါမျိုးလေးတွေတို့ဒီဟာကျတော့ဗာလဲဆိုတော့ဟို
ဒီ email invitation လုပ်တဲ့ဟာလေးပေါ့နော်email invitation လုပ်တဲ့ဆိုရင်ဒီမှာចောင်းသားရေး form လေးဖြည့်လို့ရမယ်ပြီးတော့ complete registration လုပ်လို့ရမယ်ပေါ့ဒါမျိုးလေးတွေရေးလို့ရတယ်နောက်ပြီးဒါသတင်း website ပေါ့နော်လိုသတင်း website လေးစမ်းကြည့်လို့ရတယ်ကွာဒါဆိုလဲလိုကြီးလားခက်လားပေါ့မခက်ဘူးလေဒီဟာဆိုရင် latest news ဆိုရင်အောက်မှာဒီ latest news လေးတွေကိုစုထားတယ်ပြီးတော့လို့ရှင်ဒါလေးရဲ့ heading အခုတော့မှနည်းနည်းရိပ်ဖန်တန်ဖန်တော့တည်ရလေဒါလေးဆိုရင် heading ဒါလေးဆို paragraph read more ဆိုရင် link ပေါ့ဒါလေးဆို quick link လို့ဟာမျိုးလေးပေါ့ပြီးတော့လို့ရှင်ဒီဘက်ကဟာလေးဆိုလဲအမတို့ဘာလို့ခေါ်လဲဆို link လို့ခေါ်တာပေါ့ဒီဘက်မှာရှိရ popular article ဆိုလဲ popular article ရဲ့ဟာရဲ့အောက်ပေါ့နော်အဲ့တော့ကိုဒီ web development အတန်ပြီးဝိုင်းဒီဟာလေးဘယ်လိုရေးလို့ရလဲဆိုတော့ knowledge လောက်တော့ရမှာပေါ့ရေးကြည့်လို့ရမှာပေါ့နော်ဒီလိုဟာမျိုးလေးလားအဲ့တော့ကိုကမှအဲ့ဒါမှနောက်ထပ်ကြောင်းသွားပြီဆိုရင်ဘာရှိလဲဆိုတော့bootstrap တို့ react တို့ထပ်ပြီးတော့လေ့လာလို့ရသေးတာပေါ့အဲ့တော့ဒီရဲ့ဟာတော့အခုဆိုရင်ဒီဟာလေးဆိုရင် DIV ဘယ်လိုယူရမလဲဘယ်ဟာ span လဲဘယ်ဟာလေးဘယ်လိုလုပ်မလဲအဲ့ဒါလေးလောက်တော့ဒါပြီးသွားရင်သိမှာပေါ့နော်ဒီလို simple ဟာလေးတော့ရေးတယ်မှာပေါ့ Okay yeah ဟုတ် ခုနကform email တို့ပါတော့form ဆိုရင်ဒီချက်ဟိုဟာကြတော့ PHP လို့ပါပေါ့နော်ဒီဟိုဟာတက်ပြီးတော့သူဟိုဟာဟို information ကိုစီမှာလက်ခံမှုတွေ ဟုတ်တယ်အဲ့တော့ PHP လည်းရတယ်နော်အဲ့လိုမျိုး backend technology ပေါ့အဲ့တော့ backend technology တခုခုတည်ရဆိုလို့ရှိရင်ဒီကတော့ front end ပဲအဲ့တော့ကျောင်းသားကကျောင်းလာမယ်ဆိုရင်ဒီမှာသူ့ရဲ့ first name နဲ့ last name နဲ့ email ဖုန်းနံပါတ်တွေဒါဖြည့်လိုက်မယ်ပေါ့အဲ့ဆိုရင် complete registration လုပ်လိုက်တယ်ဆိုရင်အပြင်ရဲ့ process ကဘာလဲဆိုတော့သူတို့ရဲ့ကျောင်းအပ်လိုက်တဲ့ဟာတွေကို database ထဲမှာလာသိမ်းရအဲ့လို database ထဲမှာ data တွေသိမ်းဖို့ဆိုရင် backend technology လိုတယ်အဲ့တော့ backend technology ပဲတည်ရ front end မတည်ဘူးဆိုလို့ရှင်လဲဒီရဲ့ဟာတွေကို user က interact လုပ်တာဟာ front end ပဲလေအဲ့တော့အဲ့ဒါဆိုရင်နောက်က support မှုပဲရှိရလားစားရလို့မရှိဘူးဆိုတဲ့သဘောဖြစ်မှာပေါ့နော်ကိုကအခုတစ်ပိုင်းတည်တယ်တစ်ပိုင်းမတည်သွားပြီဆိုလို့ရှင်နောက်ပိုင်းအဲဒီ database တွေဘယ်လိုလုပ်လဲ backend technology ဘယ်လိုလုပ်လဲတည်ပြီဆိုလို့ရှင်ဒီကောင်နဲ့လာချိတ်လိုက်အဲ့ဆိုရင်ကိုယ့်ရဲ့ကျောင်းနေဘာတွေမှာဆိုလို့ရှင်လဲကျောင်းသားကျောင်းလာရမယ်ဒီ form ဖြည့်လိုက်မယ်ကိုယ့်ရဲ့ database ထဲမှာ data တွေတင်ထားမယ်ပေါ့အဲ့ဆိုရင်ကိုကဘာတွေလွယ်လွယ်ကူကူကြည့်လို့ရလဲဆိုတော့ကျောင်းဘယ်နေရာအပ်သွားတယ်ဘယ်နေရာအပ်သွားတယ်သူတို့ကဘာတွေစိတ်ဝင်စားရဲပေါ့နော်ဒါမျိုးဆိုရင်အမတို့အမပထမဆုံးနေ့ကဖြည့်ခိုင်းတဲ့Google Form ရဲ့ဟာလိုမျိုးနဲ့တူတာပေါ့Google Form လို့ဟာမျိုးကကြာ Excel နဲ့ထွက်တာကွာ Excel နဲ့ထွက်တော့ခါကျတော့ Excel ဆိုလို့ Excel ကအဲ့ data operation တွေလုပ်ရတာ database က advance မဖြစ်ဘူးပေါ့အဲ့ဒါမျိုးကြီးဆိုလို့ရှိရင်ဒါမျိုးကြီးဆိုကိုကအဲ့လို database နဲ့ form နဲ့စောက်ထားရဆိုရင်ကျောင်းလိုက်အမလို့ link လေးပေးလိုက်ရောနေဒီမှာဖြည့်ပြီးဆိုရင်အမှသူဖြည့်လိုက်ရသွားပြီပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ဒီဟာအတိုင်းကတော့ဘာပဲရမလဲဆိုတော့ front end ပေါ့အဲ့ front end မသိဘဲနဲ့လည်းbackend ကြီးလုပ်လို့မရဘူး backend မသိဘဲနဲ့လည်းဒီ fully functional မဖြစ်ဘူးပေါ့နော်အဲ့လို ဒီချက်ဟိုကလေအဲ့ဒီဟိုဒီ data ကို handle လုပ်တဲ့ကြာဒီချက်အဲ့ PHP အပြင်အခြားဟို database နဲ့ပတ်သက်ပြီးဆိုဘာတွေကိုလေ့လာလို့ဒီချက်ဟိုတော့မျိုးဟာလေအခုခေတ်စားကြတာမြန်မာနိုင်ငံမှာကျောင်းသားတွေအသုံးများတာဘာရှိလဲဆိုတော့ခါကြတော့ Python ရှိရယ် Java ရှိရယ် PHP ရှိရယ်ပေါ့နော်အဲ့တော့ Python ကတော့အခုအရန်ခေတ်စားတဲ့အလုပ်တွေပေါ့နော် data analysis တို့ machine learning တို့ AI တို့ပေါ့နော်အဲ့ဟာတွေရဲ့နောက်က backend code တွေရေးဖို့အတွက်ဒီရဲ့ Python ကိုအသုံးများကြတာပေါ့အဲ့တော့ Python ကအဲ့ဟာအတွက်Java ကကြတော့အဲ့လိုဒီဘာအတွက်လဲဆိုတော့ programming လေ့လာတဲ့လူတွေက Java ကိုအရင်စပြီးလေ့လာကြရပေါ့နော်Java အဲ့လို Java နဲ့ develop လုပ်ပြီးသား application တွေကအများကြီးရှိတယ်အဲ့ market ထဲမှာလေအဲ့လိုမျိုး Java နဲ့လုပ်ထားတဲ့ application လို့တွားကြည့်လိုက်တယ်ဆိုရင် Java နဲ့ application တွေအများကြီးလုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုး web application ဆို mobile တို့ application ဆိုအဲ့ဒါမျိုးအများကြီးလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ PHP ကကြတော့ဘာအတွက်သုံးလဲဆိုတော့ဒီလိုမျိုး website development အတွက်သုံးတယ်အဲ့တော့ website development လုပ်ချင်တဲ့သူက PHP လေ့လာကြရပေါ့နော်အဲ့တော့ PHP မှာတက်ပြီးတော့ PHP လာတာပဲပေါ့အဲ့တော့ကိုကဘယ်လမ်းကြောင်းသွားချင်တာလဲပေါ့နော်အဲ့တော့ကိုကအခုမှ programming ကိုစလေ့လာမယ်
programming စလေ့လာမယ်ဆိုရင် programming ရဲ့တကယ်အဲ့ဒီ core ဖြစ်တဲ့ Java နဲ့ကလေးတွေကိုစပြီးသင်ပေးရအများကြီးဟိုကလေးသေးသေးလေးတွေအကြောင်းမှာ Python နဲ့သင်ပေးရဘာလို့လဲဆိုတော့ Python အင်္ဂလိပ်စာနဲ့တူတော့သူအဲ့လို syntax တွေပါတယ်မရှုပ်ထွေးဘူးပေါ့နော်ဒါပေမဲ့ဒီရဲ့ဟိုအကြောင်းပြီးသွားလို့အခုစလုပ်မဲ့ကလေးတွေကို Java အရင်သင်ပေးလဲဆိုတော့ Java သင်ပေးရပေါ့Java ကကြာဆက်ပြီး web application ဆို mobile တို့ဘာလို့လုပ်လို့ရတာ哦PHP ကကြာ web development အတွက်တုံးများတယ်အဲ့တော့ခါကျကိုက web developer ဖြစ်ချင်တယ်မျိုး website တွေရေးချင်တယ်အဲ့မျိုးဆိုလို့ရှိရင်တော့ PHP ကပို့ပြီးတော့ဒီရဲ့ web development အတွက်အသုံးများတာပေါ့နော်အဲ့တော့ကိုလုပ်ချင်တဲ့ပုံမှာတော့မူတည်ရအဲ့တော့ backend technology ကဒီ Java ဆိုလဲဒီ HTML CSS ကြီးလိုတာပဲဘာလို့လဲဆိုတော့ front end နဲ့ပါနေရတဲ့ကာလပတ်လုံးအဲ့တော့ခါကျအသိစရာလိုတယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုက web development ပဲလုပ်ချင်တယ် website တွေပဲ create လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ PHP ကပို့ပြီးတင်တော့တာပေါ့ ဟုတ်ကဲ့ပါရှင်ကျေးဇူးပါဟိုကအဲ Java တော့ဟိုလေ့လာဘူးလေဆိုတော့အဲ့လိုမျိုး ဟုတ် လေ့လာတော့ design လေ့လာလိုက်တယ်ပေါ့နော်ဒီအဲ့ online ကပဲ ဟုတ် ဟိုခုန W School ကလည်းပဲလေ့လာဘူးတယ်အဲ့ဒီဟို YouTube video တွေပါလေကြည့်လိုက်ပြီးတော့ခုနလိုမျိုးသူက backend တော့ဟို share ဟာနဲ့မချိဖြစ်တယ်ပေါ့အခုဟိုက ဟုတ်ဟုတ်ကဲ့အခုဒီဟိုဟာ front end နဲ့ဟိုပြီးတော့အခါကျတော့ဒါ Java လေ့လာထားတယ်ဆိုရင်တော့ပြန်ပြီးတော့ဟိုပြန်လေ့လာလိုက်ရင်တော့တော်တော် ဟုတ်တယ် ဟို သဘောတရားကြီးအတူတူပဲဘာလို့လဲဆိုတော့အဲ့ဒီအဲ့မျိုးပေါ့နော်ဟိုသဘောတရားကတော့ language တွေတစ်ခုကိုကျွမ်းသွားပြီဆိုနောက် language ကိုလေ့လာဖို့အရင်လွယ်တယ်ဟိုလိုမျိုးလေးသဘောတရားတူတယ် language တွေကလေဒီဟာကျတော့ HTML CSS ကကြတော့ market language programming language မဟုတ်တော့သူက programming သဘောတရားတွေရောအများကြီးမပါဘူးပေါ့နော်အဲ့နောက် Java တည်ရဆိုရင် PHP ကိုလေ့လာမယ်ဆိုလဲသဘောတရားအတူတူပဲ variable declaration လုပ်မယ် function တွေပါမယ် method တွေပါမယ်အဲ့လိုမျိုး call ခေါ်တဲ့ဟာတွေအဲ့ဒါမျိုးတွေပါမှာပဲလေအဲ့တော့ခါကျ syntax တွေအလုပ်လုပ်ပုံတွေကဒါအဲ့လိုမျိုးကွဲသွားမှာပေါ့နော်အဲ့တော့ကိုဒီတစ်ခုခုကိုအရင်ကျွမ်းအောင်ဆိုတာဟိုဘယ်နှစ်လဘယ်နှစ်ရက်အဲ့ဒါမျိုးတွေမဟုတ်ဘူးပေါ့နော်တစ်ခုခုနဲ့ project လေးတစ်ခုအရင်လုပ်ကြည့်လိုက်ပေါ့အဲ့ project ကိုမှ okay Java နဲ့ရသွားပြီဆိုရင်ဒီဟာကိုဘယ်လိုဆက်ပြီးတော့လုပ်ရမလဲပေါ့နော်အဲ့တော့တခြား language တွေနဲ့ဘယ်လိုပြောင်းရေးမလဲဘာတွေလုပ်မလဲပေါ့အဲ့တော့အဲ့ဒါမျိုးတွေဆက်ပြီးလုပ်လို့ရအောင် ဟုတ်ကဲ့ပါရှင်ကျေးဇူးပါ ဟုတ်Okay အဲ့ဆိုတခြားဆိုရင်မေးစရာမရှိဘူးထင်တယ်နော်စာဆက်လိုက်မယ် Okay အဲ့ဆိုရင်အမရှယ်ထားမြင်ရလားမြင်ရတယ်ထင်တယ်နော်မြင်ရလားလို့မြင်ရလား reply လို့မြင်ရလား hello မြင်ရလား မြင်ပါတယ်ဆို အိပ်ပျော်ညာတဲ့လူပဲမအိပ်ပျော်နေတော့နောက်ဆုံး project ထက်တဲ့လူကို project ထက်တဲ့ထဲကအကောင်းဆုံးလို့မဟုတ်ကြည့်မယ်လေ Okay ပါ Okay ဒီနေ့ဘာတင်ရမလဲ မဟုတ်တယ်လေတောင်ကူရောပို့ပေးလားချေ အကောင်းဆုံးသာဖြစ်ပါစေပို့ပေးပဲ ဒီပေါက်မှကျွေးမယ်လုံးလားမသိ တယောက်လောက်တော့မုံကျွေးနိုင်ပါရဲ့ကျမ Okay အဲ့တော့ဒီဟာပေါ့ဒီဟာမနေ့တော့ဟာတွေလည်းတည်ရင်လောက်တည်သွားပြီထင်တာပဲအဲ့တော့ဒီနေ့ဆက်ရန်ရှိရလေးလာမယ်အဲ့တော့မနေ့ဖက်ရောက်လို့ရှိရင် CSS ဆင်းမယ်နောက်တစ်ဖက်ရောက်လို့ရှိရင် CSS ပဲ CSS နဲ့ animation လေးတင်မယ်ပေါ့အဲ့ဒါပြီးသွားလို့ရှိရင် project လေးကိုစပြီးရေးကြည့်မယ်ပေါ့နော်အဲ့တော့အကြောင်းမပြတ်ပါနဲ့အကြောင်းလာတက်ပါဒီမှာဘာလေးတွေတင်မလဲပေါ့နော်အဲ့တော့ဟိုဟာလေးအမအရင်ကြီးခက်ခဲတဲ့နေရာတော့မပါဘူးအဲ့တော့ခါကြဒီတနေ့စာလေးတွေကိုရတယ်ဆိုလို့ရှိရင်ရပြီအဲ့တော့အမပြောသလိုမျိုးအစဆွဲထုတ်တဲ့ရပြီကွာဒီလားအဓိကအစဆွဲထုတ်တဲ့ပုံပဲငါတို့ဘာတွေလုပ်ဖို့လိုရလဲပေါ့အဲ့ဟာလေးတည်ရဆိုလို့ရှိရင်ကြံတဲ့ဟာလေးတွေက easy going အဲ့တော့ခါကျ web developer နေချင်းညချင်း6ပတ်အတွင်းတော့မဖြစ်ဘူးလေအဲ့တော့လူမျိုးလေးလွယ်တာလေးတွေကနေအရင်စပြီးလေ့လာရင်းနဲ့ project လုပ်ရင်ကိုယ့်အနေကို confidence ရှိသွားပြီအဲ့တော့ဒါလေးကငါလုပ်ထားတာလေးပေါ့အဲ့တော့ confidence ရှိသွားပြီဆိုရင်ဆရာကိုတယောက်မျိုးပဲ
တည်ရပေါ့နော် okay ငါ friend တော့ရပြီ backend ကဘာလို့ရမလဲပေါ့အဲ့ဆိုတည်ကြရကွာကိုက motivation တစ်ခုရှိသွားတယ်ကိုယ့်ရဲ့ friend ကြီးကိုအလုပ်လုပ်စေချင်လာပြီအဲ့ဆိုရင် backend technology စပြီးလေ့လာရမယ်အဲ့တော့ backend technology စလေ့လာရင်ဆိုလဲဟိုအရင်တော့လိုမျိုးရှောက်ပြီးနေရာတစ်ခုရောက်မှာမဟုတ်ဘူးလေအဲ့တော့ခါကျကိုက okay ငါရဲ့ဒီ friend နဲ့အလုပ်လုပ်မဲ့ backend technology ကဘာလဲဘယ်လိုလုပ်ရမလဲ PHP ဘယ်လိုလေ့လာရမလဲအဲ့ဒါမျိုးလာမှာပေါ့အဲ့တော့ဟိုအဓိကကတော့အဆဆွဲဖို့ပဲဆဆွဲလို့ရရပြီကျန်တာတွေကလွယ်လေးပဲဒီမှာဒီနေ့ဘာတင်မလဲပေါ့ပွားအရင်များကတနားရရှိပါ okay ဒီနေ့နှစ်ခုတင်မယ် semantic text ရဲ့non semantic text ပေါ့အဲ့ဒါလေးတိပိသားရရပဲsemantic text နဲ့ non semantic text ရဲ့ဟာဘာလဲပေါ့semantic ဆိုတာဘာကိုပြောရလဲသိလားမြန်မာလို့လေ ဒိဗယ်နဲ့ဆိုင်နေဟိုအမှ content ပိုင်းနဲ့ဆိုင်နေလို့တော့ထင်တာ ဟုတ်တယ်သူအဓိပ္ပာယ်ရှိရနဲ့အဓိပ္ပာယ်မရှိရပေါ့အဲ့ဆိုအဓိပ္ပာယ်မရှိရဘာလဲမရှိရ text တွေအများကြီးပြောခဲ့လေ HTML text တွေအဲ့ HTML text တွေရဲ့မှာအဓိပ္ပာယ်မရှိရ text နှစ်ခုပြောခဲ့ဘာလဲ DIV နဲ့ span နဲ့ ဒီရဲ့ ဟုတ်တယ် DIV နဲ့ span နဲ့တော်ရနော်ကြောက်သားရအဓိပ္ပာယ်ရှိရဟာဘာလဲအဲ့ဆို ဒီချက် P တို့ paragraph တို့လို့ ဟုတ်တယ်အဲ့ဒါတွေကအဓိပ္ပာယ်ရှိရဟာပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲ့လိုမျိုးဒါပြန်ပြောနေလို့လေ semantic text ဆိုတာအဲ့ဒီ text ကိုကြည့်ရတဲ့အဓိပ္ပာယ်ကိုသိရပေါ့နော်ဥပမာတဲ့အဲ့တော့ဒီဟာဘာကိုပြောရလဲဆိုတော့ခါကြအမားတို့အဓိပ္ပာယ်မရှိဘူးအဓိပ္ပာယ်မရှိတဲ့ဟာ DIV လို့သိခဲ့အဲ့တော့ဒီဘက်တစ်ချမ်းကိုကြည့်လိုက်ရင်ဟိုခုနကပြောလို့မျိုးဘာလို့3ပိုင်းရရလဲမပိုင်းချင်ဘူးရလားပေါ့အဲ့လိုမျိုးဖြစ်နေရဲဘာလို့လဲဆိုတော့အဲ့ဒါကြီးက DIV ကိုသုံးလို့ကွာအဲ့တော့ DIV ကဘာမှအဓိပ္ပာယ်မရှိဘူးသူကဟိုပုံးလို့ကြီးလို့ပဲပြောလို့အဲ့တော့ဒီဘက်အချမ်းဝဲကြည့်နော်အဲ့ဒီဟာဆိုရင်အမပထမ DIV ကိုကြည့်ရရင်အဲ့ DIV ကဘာအကြောင်းပြောရမှန်းမသိဘူးအဲ့လိုမျိုးပဲနောက်ထပ် DIV ကိုကြည့်လိုက်တယ်အဲ့ DIV တဲ့ဒီကစတယ်ဒီမှာဆုံးတယ်နော်အဲ့ DIV ထဲမှာပစ္စည်းနှစ်ခုထည့်ထားတယ်ဟိုပုံးနှစ်ခုထည့်ထားတယ်ပေါ့နော် DIV နဲ့ DIV နဲ့အဲ့ DIV ထဲမှာ DIV တွေထပ်ခွဲထားတယ်အဲ့တော့လူက developer completely lost ကွာဘာဖြစ်လို့ DIV ထပ်ထည့်ထားရလဲပေါ့ဟိုကျောင်းသားမျိုးလိုမျိုးအောက်တားရေအင်းသားရေကဘာတွေလဲဘလို့ကြီးလဲနားလည်းမလဲဘူးလို့ဖြစ်တာပေါ့နော်အဲ့တော့အဲ့ဒါတွေကဘာလို့လဲဆို DIV က meaning အဓိပ္ပာယ်မရှိလို့ကွာအဲ့တော့အဓိပ္ပာယ်မရှိဘူးဆိုရင်အဓိပ္ပာယ်ရှိအောင်စုချင်တယ်စုလို့ရလားပေါ့စုလို့ရလားဆိုဒီပထမစာကိုဖတ်ကြည့်လိုက်ပထမစာကဘာကိုပြောရလဲဆို navigation contents are supposed to be written here အဲ့တော့ navigation နဲ့ဆိုင်တဲ့ဟာအကုန်လုံးဒီမဲ့ရေးမဲ့တဲ့အဲ့မှာတဲ့ navigation ဘာမှာတဲ့ anchor points တွေလည်းပါမယ် anchor points ဆိုအမှားတို့သိတဲ့ ADEX ဆိုဟာမျိုးတွေပေါ့နော်ဒီစာကိုဖတ်ကြည့်လိုက်ရင်အမဒီစာကဘာအကြောင်းပြောရလဲဆို navigation ဘာအကြောင်းပြောနေတာအဲ့တော့အမသဘောကဒီဟာကိုရိုးရိုး DIV နဲ့စုမဲ့အစား navigation လို့ပြောတဲ့တက်ကလေးနဲ့စုရင်ရောရလားဆိုရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီမှာဆိုရင်ဒီမှာရိုးရိုး DIV လို့ပြောမဲ့အစားဒီမှာ navy အဖွင့် navy အပိတ်လို့ပြောင်းရေးလိုက်တာကိုရေးချင်တာရေးလို့ရလားဆိုမရဘူးပေါ့နော်HTML ကသူနဲ့ဆိုင်တဲ့ meaningful ဖြစ်တဲ့ဟာတွေကို identify လုပ်ပေးပြီးသားအဲ့တော့ဒီဟာဆိုရင်အမ navigation ဘာအကြောင်းပြောတာရိုးရိုး DIV အဖွင့်ပိတ်ကြီးနဲ့ပဲရေးတာတော့ဘာမှမသိဘူးအဲကြောင့်မို့အဓိပ္ပာယ်ရှိအောင်လို့ NAV အဖွင့် NAV အပိတ်ဆိုတာကိုထည့်လိုက်တယ်အဲဆိုရင် developer လာပြီဒီမှာကြည့်လိုက်တာနဲ့သိသွားပြီဒီကောင်က navigation bar အကြောင်းပြောတာပေါ့နော်အဲကြောင့်မို့ navigation bar နဲ့ဆိုင်တာအကုန်လုံးဒီထဲမှာထည့်မယ်ပေါ့navigation bar မှာအမတို့နောက်ထည့်မဲ့ဟာတွေပေါ့နော်အဲ့လိုhome တို့product offer တို့ service offer တို့ sign up တို့ login တို့ navigation bar မှာပါသမျှအရာတွေအကုန်လုံးဒီ navy အဖွင့် navy အပိတ်ထဲမှာစုရေးမယ်နောက်ဆိုလို့ရှိရင်အဲ့ဒါဆိုရင်ကိုကတခုခုပြင်ချင်တယ်တခုခု update လုပ်ချင်တယ်အဲ့ဆိုတေးကြရဲဘယ်ဟာ update လုပ်ချင်တာလဲ navigation bar နဲ့ဆိုင်တဲ့ဟာလုပ်ချင်တာလားအဲ့တော့ကုတ်ကအများကြီး line ဆို line by line တွေရှိလာဆိုလဲဘာမှမဖြစ်ဘူးကိုလုပ်ချင်တဲ့အကြောင်းအရာကိုဒီမှာလာကြည့်လိုက်အဲ့တော့အဲ့ဒါဘာလို့လဲဆို semantic text ကိုသုံးလို့ပါအဲ့တော့ဒီမှာအဲ့ဒါကြောင့်မို့ navy အဖွင့် navy အပိတ်ထဲမှာရေးရအဲ့ဆိုရင်ဒီဘက်မှာကြည့်လိုက်ရင် DIV အဖွင့် DIV အပိတ်ဆိုတော့ဒီတိုင်းကြည့်ရင်
ဘာကြီးလဲမသိဘူးလို့ပြောမှာပေါ့နော်အဲ့တော့မသိဘူးလို့ဖြစ်မှာဆိုလို့အဲ့ဟာကိုဘာ section လို့ပြောလဲဆိုတော့ main section လို့ပြောတယ်အဲ့တော့ main ရဲ့အဖွင့် main ရဲ့အပိတ်ပေါ့အဲ့တော့ main အဖွင့် main အပိတ်ကဒီရဲ့ DIV အဖွင့် DIV အပိတ်အဲ့ဒါဟို rules တွေဘာကြီးမရှိဘူးเนาะကို main content ထားခြင်းတဲ့အရာကို main အဖွင့် main ပိတ်ထဲမှာတွားရေးလိုက်အဲ့ဒါဆို main content ပဲဒါကိုယ့်ရဲ့ကိုအဓိပ္ပာယ်တစ်ခုနဲ့ identify လုပ်တာပေါ့အပြီးရင်သူကဒီမှာပါတယ် DIV ရတဲ့ hero banner section အဲ့ဆိုရင်အမဒီဟာကို DIV နဲ့ရင်းနေတော့နားမလဲလို့ section ဖွင့် section ပိတ် section ဖွင့် section ပိတ်နဲ့ထပ်ခွဲလိုက်မယ်ခွဲလို့ရလားပေါ့အဲ့တော့ခွဲလို့ရတယ်လေဒီမှာ section ဖွင့် section ပိတ်နဲ့ခွဲလိုက်တာပေါ့အဲ့တော့ဒီလိုမျိုးပြီးတော့body တို့ဘာတို့ကတော့ပြဿနာမရှိဘူးကွာ तू ကသူ meaning ရှိပြီးသားဒါပေမဲ့ DIV ကောင်ကကြာပြဿနာလေ तू ကအများကြီးအပိုင်းတော့ပိုင်းပေးနေရယ်ဒါပေမဲ့ဟိုဘလို့အပိုင်းလဲဘာအပိုင်းလဲဘာအဓိပ္ပာယ်မှမရှိဘူးပေါ့အဲ့တော့ကိုဒီဟာတွေကကြတော့ main တို့ section တို့ footer တို့ကကြတော့အဓိပ္ပာယ်ကိုသိလို့ကွာတကယ်လို့အဓိပ္ပာယ်မသိတဲ့ကောင်တွေဆိုရင်တော့အမတို့ကရွေးချယ်စရာမရှိဘူး DIV ပဲသုံးရမယ်ဒီမှာဆိုရင် section ဖွင့် section ပိတ် section ဖွင့် section ပိတ်ပေါ့ဒီဟာဆိုလဲ DIV ဖွင့် DIV ပိတ်ဆို footer ဖွင့် footer ပိတ်ပေါ့အဲ့လိုမျိုးလေးပြောင်းရေးလို့ရတယ်အဲ့လိုမျိုး text တွေရှိရဲအဲ့ဒါကို semantic text လို့ခေါ်တယ်အဲ့ဆိုရင်ဒီမှာကြည့်လိုက်ဒီရဲ့ DIV အဖွင့်ဒီအပိတ်ကနေပြီးဖွင့်ပိတ်အတွက်ရေးထားတာဒါက main အတွက်ရေးထားတာနောက်တစ်ကောင်က section ဖွင့်ပိတ်အတွက်ရေးထားတာနောက်ဆုံးကောင်ကဘာအတွက်ရေးထားလဲဆိုတော့ footer အတွက်ရေးထားတယ်အဲ့လိုရေးလိုက်လို့ဘာကြီးပြောင်းလဲသွားလဲဘာကြီးထူးခြားလဲ web page မှာဘယ်လိုပေါ်လာမှလဲဆိုတော့ဘယ်လိုမှမပေါ်လာဘူးဒါပေမဲ့ developer အနေနဲ့ဒီ code တွေကို manage လုပ်ရတာလွယ်သွားတာပေါ့နော်ဒီမှာဒီဘက်ကကောင်နဲ့ဒီဘက်ကကောင်နဲ့အတူတူပဲအဲ့တော့ကိုသာ developer ဆိုလဲဘယ်လိုလေးရေးထား prefer ဖြစ်မလဲဆိုဒီဘက်ကကောင်ကိုပဲ prefer ဖြစ်ပါပေါ့ဒီဘက်ကအတိုင်းဆိုရင်ခုနမီလိုမျိုးပေါ့နော် teacher DIV ဒါခွဲထားတယ်ကျွန်တော်ဘာမှနားမလည်ဘူးလို့ဖြစ်မှာပေါ့ဘာလို့လဲဆိုတော့သူတို့ကအဓိပ္ပာယ်မရှိလို့ပေါ့နော်အဲ့တော့အဲ့လိုမျိုးအဓိပ္ပာယ်တွေကပေးတယ်ဆိုရင်ဘာဖြစ်လို့ရေးကြည့်လဲပေါ့အဲ့တော့ဘာလို့ရေးကြည့်လဲဆိုတော့HTML မှာ text တွေက100ကျော်ရှိover 100 text in HTML ရှိရပေါ့နော်အဲ့တော့ကိုယ့်အနေကို create လုပ်လဲရတယ်ကိုယ့်အနေကို create လုပ်တယ်ဆိုတာဆိုတော့ဒီမှာ navigation bar ဆိုရင် NAV အဖွဲ့ NAV ပိတ်လို့တည်ပြီးသား HTML တည်ပြီးသားတကယ်လို့ကိုသုံးချင်တဲ့အမျိုးအစားဒီထဲမှာမရှိဘူးဆိုရင်ကိုယ့်အနေကို create လုပ်လဲရတယ်ဒါပေမဲ့ HTML က identify လုပ်ပြီးသားဟာတော့ဖြစ်ဖို့လိုပါပေါ့နော်ကိုယ့်အနေကို like user profile တို့ application footer ဒါမျိုးတွေcreate လုပ်လို့ရတယ်ဒါပေမဲ့ကို create လုပ်လိုက်တဲ့ကောင်က HTML က support ဖြစ်တဲ့ဟာတော့ဖြစ်ဖို့လိုတာပေါ့ဒီမှာ every structure where DIV in DIV will confuse you ပေါ့အကုန်လုံး DIV နဲ့ရေးလိုက်မယ်ကျွန်တော်အဲ့ဒီ semantic တွေဘာတွေနားမလည်ဘူးလုပ်ချင်မှုလို့ပြောရဲဆိုရင်ဖြစ်နိုင်လားဆိုတော့ဖြစ်နိုင်တယ်ဒါပေမဲ့ကိုယ့်စီမှာ line soft code တွေများလာဆိုရင်တော့ confuse ဖြစ်သွားလိမ့်မယ်ဒီမှာ semantic အမျိုးအစားပေါ့ပထမဆုံးတစ်ခုကကိုယ့်နာမှာစာရွက်နဲ့ပေါ် finish တာလေးကိုလိုက်ရေးထားလိုက်နော်အဲ့တော့ header ဆိုတာဘာလဲပေါ့အဲ့တော့ header ဟို header နဲ့မတူဘူးအမားတို့ရဲ့structure ရဲ့ text ရဲ့ header နဲ့မတူဒီ header ကဘာကိုပြောရလဲဆိုတော့အမားတို့ရဲ့ code ထဲမှာh1 this is ဘာညာပေါ့အဲ့လိုမျိုးရေးမယ်ဆိုရင်ကိုယ့်ရဲ့ထဲမှာခေါင်းစဉ်တွေအများကြီးပါမယ်ဆိုလို့ရှိရင်ဘာလို့ခေါ်လဲဆိုတော့ခါကျအဲ့ခေါင်းစဉ်တွေအကုန်လုံး header ထဲမှာစုရေးလို့ရတယ်ဒီမှာ navy NAV ပေါ့အဲ့ navy အဖွင့်အပိတ်ကဘာအတွက်ရေးမှာလဲဆိုတော့ navigation bar အတွက်ရေးမှာအဲ့တော့အမားတို့ရဲ့ website မှာအခုကျောင်းသားတွေရှိပထမဆုံးပတ်မှာဒီ website တွေအများကြီးလေးလာပြီးသားဆိုတော့အကျဉ်းဖြစ်တော့တည်ရ navigation bar ပါတယ် footer ပါတယ်အဲ့ဒါတည်ရအဲ့တော့အဲ့လိုမျိုးစုခြင်းရိုးရိုး DIV နဲ့စုလို့ရတယ်အဓိပ္ပာယ်မရှိဘူးအဲ့ဒီအတွက်အမားတို့က NAV ဆိုတဲ့ဟာကိုသုံးမယ်အဲ့တော့ကိုယ့်ရဲ့ website မှာပုံနေပါတယ်အဲ့ပုံတွေကိုရိုးရိုး DIV နဲ့စုလို့ရလားရတယ်အဓိပ္ပာယ်မရှိဘူး figure ဆိုတဲ့ tag နဲ့စုမယ်အဲ့တော့ဆွမ်းနာပြော main section ပေါ့အဲ့တော့ကိုယ့်ရဲ့ website ရဲ့ body ထဲမှာ main section 3 section ပါတယ်ဆိုရင်အဲ့တော့ main section ကတစ်ခုပဲပါပေါ့နော် main section နဲ့စုလို့ရတယ်အဲ့တော့အဲ့ main section ထဲမှာ section 3ခုခွဲမယ်ဆိုအဓိပ္ပာယ်ရှိအောင် section ဆိုပြီးခွဲလို့ရတယ်အဲ့တော့ aside ပေါ့နော် aside ဆိုတာကじゃ like အမားတို့ရဲ့ရေးတဲ့အောက်မှာလေး like ဘယ်လိုမျိုးလဲဆိုတော့ this is for your this is for the
information purpose only ထားပါတော့အဲ့ဒါမျိုးဆိုတိကိုတည်ရမယ့်ဟာမျိုးမဟုတ်ဘူး extra information ပေါ့this is for your information only ဆိုရင်အမားတို့ကဒီဟာကြီးကရိုးရိုး p-tag ထဲမှာရေးလဲဖြစ်နိုင်တယ်ဒါပေမဲ့အမားတို့ကအဲ့ဒါ extra information ဆိုတော့ aside ထဲမှာရေးမယ်ပေါ့နောက်တစ်ခုက article ပေါ့article ကကိုယ့်ရဲ့ structure ကို article ပုံစံမျိုးလေးနဲ့ပုံအောင်ရေးမယ်ပေါ့အဲ့တော့ footer ကတော့တည်ပြီးသားအမားတို့ရဲ့ navigation bar ရဲ့ footer ရဲ့တည်ပြီးသားအဲ့တော့ကိုယ့်ရဲ့ web page ထဲမှာ summary ရေးထားရပါတယ်အဲ့ဒါဆိုလို့ရှိရင် summary နဲ့ရေးမယ်ပေါ့အဲ့ဒါအကုန်လုံး semantic tag ဆိုခေါ်တယ်အဲ့တော့နောက်ကဘာရှိသေးလဲဆိုတော့ image ရှိမယ် a ရှိမယ် h1 ရှိမယ်em ရှိမယ် sup ရှိမယ် sub ရှိမယ်အဲ့တော့ဒီဟာတွေကအမားတို့ရဲ့သိပြီးသားဟာတွေပေါ့နော်အဲ့တော့ဒီဟာတွေကအဓိပ္ပာယ်ရှိပြီးသားဟာတွေဝါတွေကအဓိပ္ပာယ်မရှိရသေးတဲ့ဟာတွေပေါ့ဒီမှာလည်းပြန်ပြီးတော့ပြောပြထားတယ်အဲ့တော့ဘာပြောထားလဲဆိုတော့ header ကlike h1 h2 ဟာမျိုးတွေစုတဲ့ဟာကို header အဖွင့်ပိတ်ထဲမှာစုတယ်အဲ့တော့ main က unique content of the page ဆိုရင် main ဆိုတဲ့ဟာထဲမှာထည့်တယ်section ရှိမယ် article ရှိမယ် navigation ရှိမယ် site ရှိမယ် footer figure summary legend ပေါ့နော်အဲ့တော့ legend က like user info ဆိုပြီးတော့font တွေတည်ရွယ်တွေရဲ့အပေါ်မှာခေါင်းစဉ်ပေးတာပေါ့အဲ့တော့ဒီ semantic text တွေကဘာလဲဆိုတော့ the meaning structure of the content ကွာ content ရဲ့အဓိပ္ပာယ်ကို identify လုပ်ပေးတာအဲ့တော့ဒီနောက်ထပ်တစ်ခုကကြတော့ဘာလဲဆိုတော့they control content display interaction ဆို formatting ပေါ့အဲ့တော့ဒါဆိုလို့ရှိရင် h1 ဆိုရင်အမတို့ကဘာလုပ်လို့ရလဲဆိုတော့ content တွေကိုဘယ်လိုပုံစံမျိုးနဲ့ display မယ်ဆိုတဲ့ဟာကိုပြတာဒါကကြာ structure ကိုပဲ identify လုပ်တာဒီဟာကကြတော့ဘယ်လိုပုံစံမျိုးနဲ့ပြမလဲဘယ်လို format နဲ့ပေါ်ခြင်းလဲဘယ်လို interaction နဲ့ပေါ်ခြင်းလဲပေါ့အဲ့တော့ဒီမှာရှိတဲ့ a ဆိုရင် hyperlink image ဆိုရင်image ကို embed လုပ်တဲ့ဟာ button အမတို့သိပြီးသား file ခဏနေပါလိမ့်မယ်em ဆိုတာအတစ်ဟိုရှိရင်မပါခဲ့ဘူးအဲ့တော့ em ဆိုတာ like italic နဲ့ပေါ်တဲ့ဟာအဲ့တော့ italic နဲ့မရေးဘဲနဲ့တခုခုကို emphasize လုပ်ချင်တယ်ဆိုရင် em ဆိုတဲ့ tag နဲ့ရေးတယ်အဲ့တော့ sub ကအမတို့တည်ပြီးသားဟာ superscript sub က subscript ပေါ့နော်အဲ့တော့အဲ့ဒါတွေကတည်ပြီးသားပေါ့အဲ့ဆိုရင် non semantic text တွေကဘာလဲဆိုတော့ဒီရှိရ semantic text သဘောပေါက်လားမေးစရာရှိလား ဟုတ်ပါတယ် okay အဲ့တော့ဒီဟာတွေက semantic text ပေါ့နော်အဲ့တော့ semantic text ကအမားတို့တည်ပြီးသား semantic text ဆိုလို့ရှိရင် p တို့p တို့ a တို့ image တို့အဲ့ဒါတွေကဒီအဖြူတွေကအမားတို့တည်ပြီးသားကောင်းနေအဲ့တော့အဝါတွေကအခုလေးမှာပြောလိုက်တဲ့ကောင်းနေပေါ့နော်အဲ့တော့သူတို့မှာလေသူတို့ meaning ရှိရပေါ့အဲ့တော့သူတို့ meaning စေသူတို့ဘယ်လိုအလုပ်လုပ်ပုံတွေကဒီမှာပြပေးထားရပေါ့နော်သူကနှစ်မျိုးရှိတာပေါ့ semantic အောင်ပါတယ် structure ကိုပြောတာနဲ့သူတို့ဘာသာသူအဓိပ္ပာယ်ရှိရဟာနဲ့နှစ်မျိုးရှိတာပေါ့အဲ့တော့ structure ကိုပြောတဲ့ဟာက like header တို့ main တို့ section တို့ article တို့ဟာမျိုးပေါ့အဲ့တော့ဘာလို့ပြမယ်ဆိုတဲ့ဟာကိုပြောတဲ့ဟာဒီဟာလိုမျိုးပေါ့နော်အဲ့တော့ semantic ရဲ့အောက်မှာနှစ်မျိုးရှိတာပေါ့အရင်တည်ပြီးသားအမားတို့တည်ခဲ့တဲ့ဟာတွေကဘာအတွက်ပြောရလဲဆိုတော့ content definition formatting တက်ပြောတာ structure အတွက်ကအခုလေးမှာပြောလိုက်တဲ့ဟာတွေအဲ့တော့ non semantic ပေါ့ semantic ပေါ့အဲ့တော့ဒီကအမားတို့တည်ပြီးသား div တို့ span တို့ဟာမျိုးအဲ့တော့သူတို့ကဘာမှမပြောနိုင်ဘူးအဲ့ div ကိုကြည့်ရတယ်အဲ့ div က navigation လား footer လား main လားဘာမှမပြောဘူးပေါ့နော်အဲ့တော့သူတို့က general ပဲ okay ဘယ်လိုအခြေအနေမျိုးမှာသုံးရလဲဆိုတော့အဲ့ဒါဘာမျိုးစားလဲ identify မလုပ်နိုင်တဲ့ကဘာမှကိုတိတိကျကျအဓိပ္ပာယ်မသတ်မှတ်နိုင်တဲ့အချိန်ပေါ့နော်ဒါ main လားဒါ section လားဘာလားညာလားပေါ့အဲ့တော့အဲ့ဒါတွေကခွဲရမယ်လို့မဟုတ်တကယ်လို့ကိုမသိဘူးဆိုလည်း it's okay ကွာအဲ့ div လို့ဟာမျိုးတုံးလိုက် like div span လို့ဟာမျိုးနောက်ထပ်အပုံနှစ်ခုပါလာတယ် tr နဲ့ dd ပေါ့နော်အဲ့ဒါခဏလေးပါတယ် okay အဲ့ဆိုရင် article ကဘာလဲတဲ့ article ကဘယ်ချိန်မှာသုံးရမလဲတဲ့ article ကဘယ်ဟာလဲarticle မသိသေးဘူးဆို footer ကိုအရင်ကြော်လိုက် footer ကဘာလဲနံပါတ်ဘယ်လောက်လဲ ဒီပါရှင် ဒီချေ ဟုတ်တယ် footer က d နံပါတ်3ရော စီ စီပါ c ဟုတ်တယ်4က A A ပါ a ဟုတ်တယ်5က E ကပ်
E ပေါ့နော်ခုန အဲ့က ပြော sorry E ပေါ့ဘာလို့လဲဆို E related site info ပေါ့ related ဆက် site ဆက်တဲ့ဘာမှအဲ့လို like ဘာမှဟိုမျိုးဒီမလားဒီကိုပေးစင်တဲ့ extra information ပေးစင်တယ်ဆိုရင် site နဲ့ ရေးရတယ်ပေါ့အဲ့ဒါဆိုရင်တစ်ကဘာလဲဆိုတော့ B standalone piece of content ပေါ့နော်အဲ့တော့ main ထဲမှာကွာဒီကိုယ့်ရဲ့ content ကအဲ့လိုမျိုး article like standalone ဖြစ်တဲ့ဟာမျိုးပေါ့နော်အဲ့ဒါကိုနောက်မှ example ပါတယ်အဲ့တော့အဲ့ဟာမျိုးဆိုလို့ရှိရင်ဒီရဲ့ article နဲ့ရေးရပေါ့ဒီမှာကိုယ့်ရဲ့အဖြေပေါ့နော် standalone piece of content ဆိုရင် article နဲ့ရေးတယ်ရေးကိုရေးရမယ်လို့မဟုတ်ဘူးကွာအဲ့လိုမျိုးစုပေးထားရဆိုရင်တော့ developer အတွက်အဆင်ပြေရကိုကရေးတတ်ဘူး article လည်းဘာမှမသိ header footer ဘာမှမသိဘူးဆိုရင်တော့ DIV နဲ့လုပ်လို့လည်းရတယ်ဒါပေမဲ့ဒီဟာမျိုးရေးထားရဆိုရင် good practice ပေါ့ဒီထဲမှာ non semantic text ကပဲဟာလဲတဲ့ DIV နဲ့ span နဲ့ချဲ DIV နဲ့ span နဲ့ပေါ့ H2 နဲ့ P နဲ့တည်ပြီးသားလေအဲ့ဒါကြီးက non semantic မဟုတ်ဘူးဒီမှာအဖြေပေါ့နော်โอเคအဲ့ဆိုအမအခုပြောပါရင်နှစ်ခုရှင်းလား semantic နဲ့ non semantic နဲ့မေးစရာရှိလားရှင်းနော်โอเคအဲ့ဆိုရင်နောက်ထပ် ရှင်းပါတယ် နောက်ထပ်အတွဲနှစ်တွဲလာပြီနောက်ထပ်အတွဲနှစ်တွဲက independent text နဲ့ dependent text အဲ့တော့ပထမဆုံး independent text ကိုကြည့်မယ်ပေါ့အဲ့တော့ independent text ဆိုတာတဲ့ can exist meaningfully on their own နဲ့အမ mute ပေးပါလားindependent text ဆိုတာဘာလဲဆိုတော့သူ့ရဲ့အဓိပ္ပာယ်နဲ့သူ့အတ္တသူနေနိုင်တယ်တဲ့ပြီးရင်အဲ့လိုမျိုး parent text ဆို child text လို့မလို့ဘူးတဲ့သူ့အတ္တသူအဓိပ္ပာယ်ရှိရဆိုရင် independent text ကဘယ်လိုဟာမျိုးလဲသူ့အတ္တသူအဓိပ္ပာယ်ရှိရကွာနောက်ထပ် tag တစ်ခုတွဲသုံးစရာမလိုအဲ့ဒါဘယ်လိုဟာမျိုးလဲ header တို့ footer တို့ header တို့ footer တို့ပြင် body code save ဒီမှာသူပြောထားတယ်အဲ့တော့ P ပေါ့ P ဆိုတာ paragraph လေအဲ့တော့ paragraph ဒီကောင်ကြည့်ရတယ်သိတယ်ဒီကောင်မှာဘာမှမလို့အဲ့လိုမျိုးပဲ div ဆိုတာလည်းဘာအဓိပ္ပာယ်မှမရှိဘူးဆိုဟာပဲဘာ tag နဲ့မှတွဲသုံးစရာမလိုဘူးကွာဒီမှာ image ဆိုလို့ရှိရင်လည်း src နဲ့တွဲသုံးတယ်လို့မပြောနဲ့เนาะ src က attribute သူကဘာ tag နဲ့မှတွဲသုံးစရာမလိုအဲ့တော့တွဲသုံးစရာမလိုတဲ့အတွက်ဒီကောင်ကို independent tag လို့ပြောတယ်အဲ့တော့ independent tag ကအခုတိုင်းဆိုရင်ဘယ်လိုလဲဆိုတာဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့တွဲသုံးတဲ့ tag တွေကိုမမြင်ဘူးလို့ပေါ့နော်အဲ့တော့နောက်မှလာပြီတွဲသုံးတဲ့ tag ပေါ့ dependent text dependent text ကသူတို့ဘာသာသူမြတ်တည်နိုင်ဘူးတဲ့သူတို့မှာ parent text တွေ child text တွေလိုတယ်တဲ့အဲ့တော့သူတို့ဘာသာသူ tag group နဲ့တွဲသုံးရတယ်ဘယ်လိုဟာမျိုးလဲတဲ့အဲ့တော့ form လိုဟာမျိုး input လိုဟာမျိုး UL လိုဟာမျိုး align လိုဟာမျိုးအဲ့တော့ဒီကောင်တွေကိုဘယ်လိုပဲမှတ်ထားပေးခုလောလောဆယ်မှတ်ထားပေးရမလဲဆိုတော့ဒီကောင်တွေက dependent text dependent text တွေကတစ်ခုခုနဲ့တွဲသုံးမှရသူတို့အတိုင်းတွဲသုံးလို့မရဘူး file အဖွင့် file ပိတ်လို့ရေးမရဘူး import ဖွင့် import ပိတ်လို့ရေးလို့မရဘူး UL align လို့ရေးလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်တွေက dependent text သူတို့နဲ့တွဲစရာတစ်ခုခုလိုတယ်ဘယ်လိုမျိုးတွဲရမလဲပေါ့ပထမဆုံးက dependent text ရဲ့ပထမဆုံးရှင်းပြမယ်တခုက list ပေါ့နော်အဲ့ list မှာသူကအမျိုးအစား၃မျိုးရှိတယ်အဲ့တော့အမျိုးအစား၃မျိုးကan order listဆိုတာ bullet တွေနဲ့ပဲအမတို့ Microsoft Word တွေမှာရေးရလေအဲ့တော့အဲ့ဒါဆို1 2 3တက်မထားဘူးကွာအဲ့ဆိုအဲ့ကောင်မျိုးဘာလို့ခေါ်လဲဆိုတော့ an order list လို့ခေါ်တယ်အဲ့တော့နောက်တစ်ခု order list ပေါ့ order list ဆိုတာ1 2 3တက်ထားတယ် abcd တက်ထားတယ်ရောမကဏ္ဍ1 2 3 4တက်ထားတယ်အဲ့လိုမျိုးကဏ္ဍပါတယ်ဆိုရင်အဲ့ကောင်ကြီးက order list အဲ့တော့ definition list ဆိုတာလည်းရှိသေးတယ်အဲ့တော့အမတို့အခုဒီ slide ထဲမှာပါတာအကြောင်းအရာနှစ်ခု an order list နဲ့ order list an order list နဲ့ order list ကိုသုံးချင်တယ်ဆိုရင်တဲ့ဒီ an order list ဆိုရင် UL အဖွင့်အပိတ်ပေါ့နော် UL ဆိုတာ an order list ဆိုတဲ့အဓိပ္ပာယ်ပဲ U နဲ့ L နဲ့ပဲနောက်တစ်ခုက order list ဆိုရင် O နဲ့ L နဲ့ပဲ OL အဖွင့် OL အပိတ်အဲ့သူတို့နှစ်ခုလုံးကဒီတိုင်းတုံးလိုက်လို့ပေါ်ပြီလားဆိုတော့မပေါ်ဘူးဘာဖြစ်လို့လဲဆိုတော့ခါကျသူတို့က dependent အဲ့ဆိုရင်သူတို့ဘယ်လိုသုံးရမလဲပေါ့list depends on item which are supposed to be listed အဲ့တော့သူတို့list တွေကကိုယ့်ရဲ့ဟာထဲမှာan order list ဟာမလား list order
oralis ဟာမလားပေါ့နော်အဲ့ဒါမျိုးမေးရဆိုကို list ပြချင်တဲ့ဟာပေါ်မှာမူတည်ရကွာကိုဘာကိုပြချင်တာလဲကိုက an oralis နဲ့အဆင်ပြေတဲ့ဟာလား oralis နဲ့အဆင်ပြေတဲ့ item ပြချင်တာလားအဲ့တော့ဘယ် item ပေါ်မှာပြချင်လဲပေါ့ပြီးရင်ဒီမှာဒီဘက်ကဟာဆိုရင် shopping list က an oralis လား oralis လား An oralis ပါ An oralist. an oralis ပေါ့နော်အဲ့တော့ဒီမှာ an oralis ဆိုလို့ရှိရင် ul အဲ့တော့သူက numerical number စိမရှိဘူးဒီလား numerical number စိမရှိဘူးဆိုတော့ तू ကဟိုအမားတို့ Microsoft Word မှာရေးလိုမျိုးပဲ bullet လည်းရရဲဟိုအဝိုင်းလေးလည်းရရဲဗာလည်းရရဲပေါ့နော် numerical ကဏ္ဍနေနဲ့မပြဘူးအဲ့တော့ every list item က bullet point တွေက default ပြရဲအဲ့တော့ default ပြရဲ bullet ကိုမလို့ချင်ဘူးကျွန်တော်တို့ပုံစံပြောင်းချင်တယ်ဆိုရင်ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ကွာအဲ့ဒီမှာဒီဟာဆိုရင်2မျိုးလို့ပဲအဲ့တော့ an oralis နဲ့ပြချင်တယ်ဆိုရင် an oralis ဒီလိုပုံစံရေးရမယ်နော် an oralis အဖွင့်ရှိမယ် an oralis အပိတ်ရှိမယ်အဲ့တော့ကိုပြချင်တဲ့ဟာတွေအကုန်လုံးကို li ဆိုရဲ tag ထဲမှာထည့်ရမယ်အဲ့ကြောင့်မို့ဒီ ULC က independent မဖြစ်ဘူးလို့ပြောတာပေါ့နော်အဲ့သူတစ်ခုတည်းတွဲသုံးရင် UL ဖွင့် UL ပိတ်နဲ့ခဏနေကုန်လို့ပေါ်ချင်တာတွေအကုန်လုံးရေးပေးလိုက်ရပြီလားဆိုတော့မရဘူးပေါ့အဲ့တော့ဒီထဲမှာကိုပေါ်ချင်တဲ့ဟာတွေကို li နဲ့တွဲပြီးတော့ပြမယ်အဲ့တော့အဲ့ဒါမှကိုပေါ်ချင်တဲ့အရာပေါ်မှာပေါ့နော်ဒီလားအဲ့တော့အဲ့ဒါကြောင့်မို့ဒီကောင်းနေဆိုရင် UL ကိုသုံးချင်ရင်ခင်ဗျားတက်နှစ်ခုတည်ရမယ် UL အဖွင့်ပိတ် an oralis ဆိုရင် UL အဖွင့်ပိတ်တည်ရမယ်ကိုပြချင်တဲ့ပစ္စည်းကိုပြဖို့ဆိုရင် align ဖွင့် align ပိတ်ဆိုတဲ့ကိစ္စတည်ရမယ်အဲဒါကြောင့်မို့ independent မဖြစ်ဘူးလို့ပြောတာဒီကောင်းနေတကယ်လို့အဲ့ဒီ bullet ကြီးကိုbullet မလို့ခြင်းကွယ်တခြားဟာလို့ခြင်းတယ်ဆိုရင်ရတယ်ဘာရေးရမလဲဆို attribute တစ်ခုရေးရမယ် image ဆိုရင် src နဲ့ရေးတယ် a ဆိုရင် href နဲ့ရေးလိုမျိုးဒီမှာ type ဆိုတဲ့ attribute ကိုတုံးရမယ်အဲ့တော့ type ကကိုပြချင်တဲ့ type ပေါ့နော်ကိုက bullet နဲ့မလို့ခြင်းလို့ circle နဲ့လို့ခြင်းလားအဲ့တော့တခြား attribute တွေရှိသေးတယ် this တို့ square တို့ circle တို့ပေါ့ဒီကောင်တွေဘယ်လိုအလုပ်လုပ်လဲသိချင်ဒီရဲ့ type ရဲ့ဘေးမှာ equal ဒီဟာ s နဲ့ဆိုဘယ်လိုပြလဲ square နဲ့ဆိုဘယ်လိုပြလဲ license ကြည့်ပေါ့အဲ့ဒါကြောင့်မို့ဒီကောင်ကို an independent လို့ပြောတာအဲ့ဆိုရင်like ပြန်ပြောရရင်သူတို့က UL ဖွင့် UL ပိတ်နေမပြီးဘူး UL နဲ့တွေ့သုံးဖို့ဆို align လို့တယ်အဲ့တော့သူတို့ကို default ကတော့ bullet ပဲအဲ့ default မလို့ခြင်းတဲ့အချိန်မှာ attribute သုံးရမယ် 8 attribute ရဲ့ type equal circle ပေါ့အဲ့ဒါမျိုးရေးရဒါရှင်းလားနားလေ နားလဲပါတယ်ရှင် နားလဲပါတယ် okay လာပြီ oralis ပေါ့oralis ကရှင်းတယ် items တွေက numerically ပြမယ်ပြီးရင် respective number ရှိမယ်ပေါ့အဲ့ဆိုရင်ခုတိုင်းဆိုရင်1 2 3ပုံမှာပေါ့နော်အဲ့တော့ respective ဆိုပထမဆုံးဟာ1ဒုတိယဟာ2တတိယဟာ3ပုံမှာပေါ့အဲ့တော့ဒီကောင်တွေကလည်း independent မဟုတ်ဘူး dependent အဲ့တော့သူတယောက်တည်းသုံးလို့ OL ဖွင့် OL ပိတ်နေကိစ္စမပြီးဘူးပေါ့နော်အဲ့တော့ဒီ OL ကလည်းဘာနဲ့တွဲသုံးရမလဲဆိုတော့ li နဲ့တွဲသုံးရမယ်အဲ့တော့ဒီမှာလည်း default 1 2 3မပေါ်ခြင်းဘူးကျွန်တော်တို့က abc ပေါ်ခြင်းနဲ့ရောမကနေပေါ်ခြင်းနဲ့ဆိုလည်းဖြစ်နိုင်တယ်အဲ့ဒါဆိုရင်လည်းဘာသုံးရမလဲဆိုတော့ type ဆိုတဲ့ attribute သုံးရမယ်အဲ့တော့ကိုပေါ်ခြင်းတဲ့ဟာကိုဒီမှာရေးပေါ့အဲ့တော့1ဆို1 2 3ပေါ်မှာပေါ့နော်ဒါမှမဟုတ် abcd ပေါ်ခြင်းနဲ့အဲ့ဒါဆိုရင် type equal a လို့ပြောင်းရေးလိုက်ပေါ့အဲ့ဒါဆိုရင် list ကအခုပြောခဲ့ရနှစ်ခု an oralis နဲ့ oralis နဲ့အဲ့တော့ဒီlist အတွက်ကဘာလဲဆိုတော့ dictionaries or encyclopedias မှာပေါ်လိုမျိုးပေါ်တာတဲ့အဲ့တော့ဒီဟာတွေကဘယ်နားမှာသုံးနေပေါ့အဲ့တော့ဒီမှာ example မပါဘူး research သွားလုပ်ပေါ့ W3 school မှာသွားကြည့်ကြည့်ပေါ့နော်အဲ့အခုလောလောဆယ်ဒီနှစ်ခုတင်ရပြီအဲ့တော့ဒီဟာရလား dependent text ရမယ်နော် ရပါတယ် okay အဲ့ဒါဆိုရင် dependent text ကအမျိုးအစားတွေဒီမှာပါပြခဲ့လဲဆိုတော့အဲ့တော့အခုဘာကိုပြခဲ့လဲဆိုတော့ UL နဲ့ li နဲ့ပြခဲ့တယ်အဲ့တော့တခြားတစ်ခုထပ်ပြီးပြောမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ table ဒီဘက်မှာဆိုလို့ရှိရင် table အဲ့တော့ table မှာဆိုရင်အဲ့ table လို့ပြောရဆိုလို့ရှိရင်ဘာနဲ့ဘာနဲ့ရှိ
rule call là rule နဲ့ column နဲ့ ဟုတ်တယ်အဲ့တော့အမားတို့ row နဲ့ column နဲ့ရေးရမှာအဲ့တော့ row နဲ့ column နဲ့ရေးရဆိုရင် row ရဲ့ column ရဲ့အဲ့တော့ table ဆိုရဲရရင်ဘာရှိလဲဆိုတော့ the combination of rows and column table လို့သတ်မှတ်တယ်တဲ့အဲ့တော့ row တစ်ခုမှာတဲ့ column တွေအများကြီးရှိနိုင်တယ်တဲ့အဲ့မှန်လား row တစ်ခုမှာ မှန်ပါ column တွေ မှန်ပါတယ် column တွေအများကြီးရှိနိုင်တယ်တဲ့ဥပမာဒီလိုမျိုးပေါ့နော်အဲ့တော့ဒီ row မှာဆိုရင် column ဘယ်နှခုရှိလဲဒီရဲ့ row မှာတုံမြင် five ငါခု five 5ခု 5ပေါ့နော်ဟုတ်တယ်ဒီလိုမျိုးပုံစံမျိုးလေး table ပုံစံမျိုးလေးအမတို့ကရေးစင်တယ်ပေါ့အဲ့ဆိုရင်ဘယ်လိုရေးရမလဲပေါ့ဘယ်လိုရေးရမလဲဆိုရင်အမတို့ရဲ့ basic lesson ကြီးอ่ะကွာဒီကောင်က header name ရယ် age ရယ် gender ရယ် city ရယ် colon ရယ် header ဒီအလဲကဟာကြည့်လိုက်ရင် row နှစ်ခုရှိရယ်ဒီမှာ row 1 row 2နှစ်ခုရှိရယ်ဒီမှာထည့်ထားတဲ့အမတို့ရဲ့10စီရဲ့မှာ term ထည့်ထား23ထည့်ထား5ခုထည့်ထားရယ်ပေါ့အဲ့တော့အမအခုပြောလိုက်တဲ့ဟာထဲမှာအမတို့ဗာတိကြလို့လဲဆို row ရေးမယ်ဆိုရင်တက်ကဘယ်လိုရေးရမလဲပေါ့အပြင် column 5ခုနဲ့10စီကိုဘယ်လိုထည့်ရမလဲ heading ဘယ်လိုထည့်ရမလဲပေါ့အဲ့တော့အဲ့ဟာတိကြလို့อ่ะပေါ့အဲ့ဆိုရင်ပထမဆုံးကပါလဲဆိုတော့ table တွေမှာတဲ့ header row ရှိရဲတဲ့အဲ့တော့ header row ကရှိတယ်ပြီးရင် data row ပေါ့ဒါတွေကအမတို့ပြောရဲ့ data တွေပေါ့နော်အဲ့တော့ data row တွေရှိနိုင်တယ်ဒီမှာဆိုရင်table ကိုစရေးမယ်ဆိုရင်ခုန OL ဆိုရင် OL ဖွင့် OL အပိတ်အလဲရမှ align တွေထည့်ရလေအဲ့လိုမျိုးပဲ table စရေးမယ်ဆိုရင်အမတို့ကဘာရှိလဲဆိုတော့ table အဖွင့်ပိတ်ရှိရကွာအဲ့တော့ table အဖွင့်ပိတ်ပြီးရင် header အတွက်ရေးမယ် header အတွက်ရေးမယ်ဆိုလို့ရှိရင်ဘာလို့ရေးမလဲဆိုတော့ t head လို့ရေးမယ်တဲ့အဲ့တော့ t table header ပေါ့ပြီးရင် table body ပေါ့ဒီဟာရှိမယ်ပြီးသွားရင်ဒီဟာကို row လို့ခေါ်တာအဲ့တော့ row ဆိုရင် tr ရှိမယ်အဲ့တော့ tr ရဲ့ဒီပြန်ဟိုရှေ့ရှေ့ဝေးဝေးမှတ်ကြမလို့နော် table row ဆိုရင် tr ပေါ့ table row t head ဆို table head ပေါ့ t body ဆိုရင် table ရဲ့ body ပေါ့အဲ့နောက်ထပ်တစ်ခုပါရှိလဲဆိုတော့ th ပေါ့နောက်တစ်ခုကပါရှိလဲဆိုတော့ tt ပေါ့အဲ့ th ကဘာကိုရေးရလဲဆိုတော့ table ရဲ့ header ကိုရေးရအဲ့ဒါပြမယ်နော်နောက်ဆုံးတစ်ခုက tt အဲ့ဆိုရင်အမတို့ဒီအခေါ်ကို6ခုစသိပြီဆိုရင်ရေးလို့ရပြီအဲ့တော့ table သိမယ် t head သိမယ် t body tr th tt ပေါ့အဲ့ဒါမူတည်ပြီးတော့ဒီမှာရေးလို့ရတယ်ပေါ့နော်အဲ့တော့အမဒီကနေမပြတော့ဘဲနဲ့ဒီကနေပြလိုက်မယ် Okay အဲ့တော့အမ new file ယူလိုက်မယ်ဒီမှာရေးမယ်ဒါပေါ့အဲ့တော့ပထမဆုံးက table သုံးချင်တယ်ဆိုရင်table သုံးချင်တယ်ဆိုလို့ရှိရင် table အဖွင့်ရှိရမယ် table အပိတ်ရှိရမယ်အဲ့တော့အမ table ယူလိုက်ပြီအဲ့တော့ table တွေက independent မဟုတ်ဘူး dependent အဲ့တော့ dependent ဆိုသူတို့မှာထည့်မဲ့ဟာတွေကိုအမထပ်သိရအောင်ပဲထပ်သိရအောင်ပဲဆိုတော့အခုလောလောဆယ်အမမသိခင်အမသိတဲ့ဟာရှိရဲအဲ့ဒါဘာလဲဆို header နဲ့ body နဲ့ရှိရဲအဲ့တော့ t head နဲ့ Okay t head ရေးလိုက်ပဲတဲ့ပေါ့နော်VS Code ရဲ့မကောင်းတဲ့ချက်ကအဲ့လိုမျိုးဟိုအရန်ရှိပြီးပြနေတာပေါ့အဲ့တော့ t head ရှိမယ်နောက်တစ်ခုက t body ရှိမယ် Okay t head နဲ့ t body နဲ့ရှိပြီအဲ့တော့အမကအခုဒါ table ရဲ့ structure ပေါ့နော် table အဖွင့်ပိတ်ရှိရယ် head ရှိရယ် body ရှိရယ်အဲ့တော့ head ထဲမှာအမ heading ရေးမယ်အဲ့တော့အမအခုရေးခြင်းတဲ့ table heading က name ရယ် age ရယ် gender ရယ် city ရယ် country ရယ်အဲ့တော့အဲ့ဟာတွေသုံးမှုဆိုရင်သူပြောထားတဲ့ tag တွေကဘယ်ဟာကိုသုံးရမလဲဆိုတော့ th ကိုသုံးရမယ်အဲ့တော့ဒီမှာ name ရှိမှာပေါ့ gender name ရယ် age ရယ် gender ရယ် city ရယ် country ရယ်
အဲ့တော့ဒီဟာပေါ့အဲ့တော့ဒီဟာပြီးရင်အမပေါ်လားမပေါ်လားရင်တော့ဖွင့်ကြည့်ကြည့်လိုက်အဲ့ဒီမှာ name ရဲ့ age ရဲ့ gender ရဲ့ city ရဲ့ country ရဲ့ဘိုးလေးနဲ့ပေါ်နေရယ်အဲ့ဘိုးလေးနဲ့ပေါ်နေရယ်ဆိုရင်အဓိပ္ပာယ်ကသူတို့က header ပေါ့ header ပြီးရင်ဒီမှာ row ဘယ်နှခုရှိလဲဟိုတတိယမယ်နော်အမထည့်လိုက် row ဘယ်နှခု နှစ် row 3ခု အဲ့ပေါ့နော်၃ခုလည်းမှန်တယ်၂ခုလည်းမှန်တယ်ဒီကောင်ကじゃ heading အနေနဲ့ထည့်လိုက်ပြီကွာအဲ့တော့ဒီကောင်က heading ဖြစ်သွားပြီဒီကောင် row လို့မပြောတော့ဘူးပေါ့နော်အဲ့တော့ဒီ heading ရဲ့အောက်မှာ row ဘယ်နှခုရှိအောင်ဆို2 row ရှိရပေါ့အဲ့ဆိုအမဒီထဲမှာ2 row ရင်ယူလိုက်မယ်အဲ့ဒီမှာ1 row ယူလိုက်မယ်အမ2 row ရှိအောင်အဲ့တော့2 row ယူလိုက်ပြီဒီထဲမှာဘာမှမထည့်ရသေးဘူးအဲ့တော့ဒီ row ထဲမှာ term ဆိုတဲ့ data ထည့်မယ်23ဆိုတဲ့ data ထည့်မယ်မေးဆိုတဲ့ data New York ဆိုတဲ့ဟာထည့်အဲ့ဒါဆိုရင်အမတို့ကဘာကိုသုံးရမလဲဆိုတော့ TD ဆိုတဲ့ဟာကိုသုံးပြီးထည့်ရအဲ့တော့ table ရဲ့ data ပေါ့အဲ့တော့အမဘယ်နှကွက်ထည့်မလို့ဆိုတော့5ကွက်ပေါ့နော်အဲ့တော့ဒီထဲမှာပြထားတာ1 2 3 4 5 5ကွက်ပေါ့အဲ့ဆိုရင်ဒီမှာ5ကွက်ရင်ပြီးတော့မှအမပေါ်ခြင်းတဲ့စာတွေပေါ့အဲ့တော့ဒီမှာရှိရဲ့ Tom 23 May New York USA Tom 23 May New York USA ပေါ့ Okay အဲ့တော့ now row ကလည်းဒီဟာနဲ့တူတူပဲဆိုတော့ဒီဟာကို copy ကူးလိုက်တယ်အဲ့တော့ table data တွေကဒါပဲအဲ့တော့နာမည်ပြောင်းလိုက်မယ် Harry 29 May ပေါ့နော်ထားပါတခြားဟာမပြောင်းတော့ဘူးအဲ့ပြီးတော့လို့ရှင်ဒီမှာသွားပြီးတော့ refresh လုပ်ကြည့်ပေါ့အဲ့တော့ table ပုံစံလေးနဲ့ပေါ်ရဲပေါ့အဲ့တော့အဲ့ဒါဒီဟာပဲအဲ့တော့ခါကျတော့ table လို့ပြောရင် table အဖွင့် table အပိတ်ရှိမယ်ဘာမှမစင်စားရသေးခင် t head နဲ့ t body နဲ့ထည့်လိုက်ပြင်ဘဲဟာ heading လဲပေါ့ heading table heading ဆိုရင် th ဆိုတဲ့ဟာကိုသုံးရမယ်အဲ့တော့ဒီရဲ့အထဲမှာထည့်လိုက်တယ်အဲ့ဆို heading ကိစ္စပြီးသွားပြီမစင်စားတော့ဘူးအဲ့ဆိုနောက်ထပ်ဘယ်နှ row ထည့်ခြင်းလဲပေါ့အဲ့တော့နောက်ထပ် row 2 row ထည့်ခြင်းဒီမှာ2 row အရင်ယူလိုက် tr တဲ့အဲ့ tr 1 row ထဲမှာဆဲရဘယ်နှကွက်ရှိလဲပေါ့အဲ့တော့ရှိရ5ကွက်ကိုဒီထဲမှာထည့်ဒီမှာရှိရ5ကွက်ကိုထည့်အဲ့ဒါ table ပဲအဲ့ table လို့ပြောရင် table ရှိမယ် th ရှိမယ် t body ရှိမယ် th ရှိမယ် td ရှိမယ် tr ရှိမယ်6ခုရညံလားနားလည်လား နားလည်ပါတယ်ဒီချက် မြန်ပါဘူး okay အဲ့ဆိုရင်ရမယ်နော်အဲ့ဒီမှာသူအဲ့ဒါကိုပဲပြောထားတယ်အဲ့ဒါကိုပဲပြောထားပါတယ်ဒီမှာ6ခုပေါ့အဲ့6ခုတည်ရဲဆိုခင်ဗျားတို့ဒီပဲတည်ပါတယ်အဲ့ဒီမှာပြောလိုမျိုးပဲတည်ပဲအဖွင့်ပိတ်ရှိမယ်အဲ့ဒီပုံတိုင်းဆိုရင်ဒါ row ဘယ်နှခုရှိရလဲဒီအမဲကွက်တွေအတိုင်းဆို 3ခုပါ ဘူး3ခု 3ခုခေါင်းစဉ်မပါပဲ3ခု ဟုတ်တယ်3ခုပေါ့အဲ့တော့ဒီထဲမှာမှ3ခုပေါ့ဒီမှာokay ဒီဟာကခေါင်းစဉ်ထဲလိုက်တာကိုအခုတိုင်းဆိုရင်ဒီကျန်တဲ့ဟာကကြတော့ပါထည့်ထားလဲဆိုအောက်က row ပေါ့အဲ့တော့ table 10က td နဲ့ထည့်တယ် heading က th နဲ့ထည့်ထားတယ်အဲ့သူတို့အဲ့ဒါကိုပြောထားတယ်ပြီးတော့မှဒီ head နဲ့ t body နဲ့ဒီလိုခွဲလိုက်ဒီဟာလေးက tr နဲ့ထည့်ထားတယ်ဘာလို့ tr နဲ့ထည့်ထားလဲဝိI think ဒါ th ကမှန်တယ်အမဒီမှာ tr မယူဘဲနဲ့ထည့်လိုက်လို့သူက tr တက်တစ်ခုခွဲပြီးတော့မှထည့်ထားဒီမှာ tr ပေါ့နော်လိုထည့်လိုက်ရဟိုလိုထည့်လိုက်ရဒီဟာထဲမှာဒါလေးကဒီလိုလေးပိတ်ပေါ့အဲ့တော့သူကဒီလိုယူပြီးထည့်တာအမှတော့ပြီး refresh လုပ်ကြည့်လိုက်တူတူပဲအဲ့တော့ဒီပြထားတဲ့ example ထဲမှာ t head ရှိမယ်အဲ့ t head ထဲမှာသူက row တစ်ခုအရင်ယူလိုက်တယ် row တစ်ခုယူပြီးတော့မှဒီပဲ heading နေထည့်မယ်
ဒီ body ထဲမှာ TD နဲ့ဒီ body နဲ့ပိတ်ထားတယ်ဒါပဲဒီတွေကကဲဒါပြီအရေးကြီးရဲ့ကိစ္စဒီတေပဲရမယ်နော်မေးစရာမရှိဘူးနော်အဲ့ဆိုဒီဟာလေးပြောကြည့်မယ်ဒီဟာမှာအခေါ်အရင်ပြောပြမယ်နော်အဲ့တော့အမားတို့ကဒီလိုဟာမျိုးတွေဖြည့်ရလေကျောင်းအလုပ်တက်ဒီလိုမျိုးဟာမျိုးဖြည့်ရမလားအဲ့တော့ဖြည့်ရဟာကိုဘာလို့ပြောလဲဆိုတော့ found လို့ပြော found ဖြည့်ရ found ကျောင်းအပ်တယ်ဆိုလဲဟိုလေမြန်မာကျောင်းနေ manual နဲ့ဖြည့်ရလေအဲ့ private school တွေက found နဲ့ဖြည့်ရတော့အဓိကအောင် found လို့ခေါ်တယ်အဲ့ဒီလိုဟာမျိုး found လို့ခေါ်တယ်ဒီရဲ့အခေါ်ဟိုကအဲ့ဆိုဒီ roll number ကိုဘာလို့ခေါ်လဲဆိုတော့ label လို့ခေါ်တယ်student number ဆို father name တို့ date of birth တို့ mobile number တို့ email တို့ဒီဘက်အချမ်းဟာဒီအကုန်လုံးကဘာလို့ခေါ်လဲဆိုတော့ label လို့ခေါ်တာဒီဘက်ကဟာတွေကဘာလဲဆိုတော့ user ဖြည့်ရတဲ့ဟာတွေပေါ့နော်rule number ဆိုရင် user ဖြည့်ရမယ် student name ဆိုလဲဒီဖြည့်တဲ့ကျောင်းသားဖြည့်ရမယ်user ဖြည့်ရမယ်ပေါ့နော်အဖေနာမည် date of birth တွေအကုန်လုံးက user ဖြည့်ရuser ဖြည့်တယ်ဆိုတဲ့ဟာကိုဘယ်လိုခေါ်လဲဆိုတော့ input ပေးရလို့ပြောတယ်user input ပေးရဆိုတဲ့သဘောပေါ့အဲဆိုရင်ဒီမှာအမအခုပြောလိုက်တာအခေါ်အဝေါ်၃ခု found ရယ် label ရယ် user ဖြည့်တယ်ဆိုတာ input လို့ပြောတယ်ရယ်အဲ့တော့အခေါ်အဝေါ်၃ခုပေါ့နော်ပြီးရင်ဒီရဲ့အောက်ကဟာ register ဆိုတဲ့ button ဒီ button ကနှိပ်လိုက်ရမှာ button နှိပ်ရမှာလေဟို input ပေးရတယ်ဒီလိုမျိုးဖြည့်ရတဲ့အရာမဟုတ်ပဲသူကနှိပ်ရတဲ့အရာပေါ့အမတို့က button ပေါ့နော်အဲ့တော့အဲ့ button ကိုနှိပ်လိုက်တယ်ဆိုရင်အပြင်မှာတော့ backend process တွေ database တွေပါတယ်ဆိုရင်တော့ဒီမှာရှိတဲ့ data တွေကကိုယ့်ရဲ့ database ကိုသွားသိမ်းမှာပေါ့နော်အခုတော့မပါသေးဘူးအဲ့တော့ဒီရဲ့ register ဆိုတာဒီမှာကြည့်လိုက်လေဒီလို file နေလိုမျိုး DI လို့ဖြည့်ရမှာနှိပ်ရတဲ့အရာဒီ file မှာ basically ၄ခုရှိတာပေါ့form ဆိုရဲခေါ်ရဲ label ရဲ input ရဲဒီရဲ့ button နဲ့၄ခုပါတာပေါ့နော်file တွေကိုဘာဖြစ်လို့သုံးတာလဲfile တွေက information တွေ collect လုပ်ဖို့ပေါ့အဲဆိုရင်ဒီ file ကကိုယ့်ရဲ့ website အခုကျောင်းသားတွေဟိုတလောကစဉ်းစားထားတဲ့ EduClass design မှာဆိုဘယ်မှာသုံးလို့ရမယ်လို့ထင်လဲဒီလိုမျိုး file တွေလုပ်တက်ပြီးဆိုရင် ပေါ့ ဒီနောက် apply လုပ် ပြီးတော့ app တို့ ဟုတ်တယ် science app ဆိုလဲ file ပဲလေဟုတ်တယ်အဲ့တော့အဲ့ဒါတွေအကုန်လုံးက file ပဲပေါ့အဲ့တော့ဒီသင်ခန်းစာပြီးရင်အဲ့တပိတ်ရေးထားလိုက်တော့အဲ့ဆိုနောက်နေ့ website ရေးရဲ့အချိန်ကျရင်ကိုရေးထားတဲ့ဟာလေးနဲ့ navy လေး footer လေးတက်လိုက်ကိုရဲ့ website page တစ်ခုဖြစ်တာပေါ့ကွယ်အဲ့လိုမျိုးပေါ့အဲ့ဒီမှာ collect information အတွက်သုံးတယ်အဲ့တော့သူ့မှာအရေးကြီးရဲ့ vital elements နှစ်ခုပါတယ်တဲ့ input ရယ် submit ရယ်တဲ့အဲ့တော့ input ကဒီဘက်က user ရိုက်ထည့်ပေးရတဲ့အရာမှန်သမျှ input ဒီဘက်ဘေးက submit button ပြီးရင် label ပါမယ် file မှာတဲ့နာမည်ရှိတဲ့နဲ့တဲ့အဲ့တော့ file မျိုးကိုရေးရဆိုရင်အဲ့ file မျိုးနာမည်ပေးတဲ့နဲ့တဲ့အဲ့တော့ file ကရှိမှပြောခဲ့ file က independent မဟုတ်ဘူးဒီက dependent အဲ့ဆိုရင်တည်ကြရကွာသူကအလဲကကလေးလိုသေးရဲ့ဟို OL ဆိုရင် align နဲ့တွဲလုံးမျိုး table ဆို TRTD နဲ့တွဲလုံးမျိုးဒီကောင်ကကလေးလိုသေးရဲ့အဲ့သူ့ရဲ့ဟာတွေကဘာတွေလဲပေါ့အခုဒီဟာတွေကသူနဲ့တွဲသုံးရတဲ့အရာတွေဖြစ်မှာပေါ့နော်အဲ့တော့ file ထဲမှာ label ရှိမယ်ပြီးရင် file ဆိုကြရင်ဖြည့်ရမယ်ဆိုတော့ input အမျိုးအစားရှိမယ်ပေါ့ပထမဆုံးက file အဲ့ဒါဘာလဲဆိုတော့ file က parent နေအထဲထဲကကောင်တွေကကလေးလေအဲ့တော့ဒီ file တွေက parent တက်လို့မျိုးအလုပ်လုပ်တယ်ပြီးရင်အဲ့ဒီကောင်တွေက HTTP protocol နဲ့ interact လုပ်နိုင်တယ်တဲ့အဲ့တော့ဒါက backend မှာပါသေးတဲ့အချိန်ကျတော့မမြင်တော့ဘူးကွာအပြင်မှာတော့ဘယ်လိုလုပ်လဲဆိုတော့ app file ထဲမှာ submit button နှိပ်လိုက်တယ်ဆိုရင်အဲ့ထည့်ထားတဲ့ value တွေအကုန်လုံးကကိုယ့်ရဲ့ database ထဲမှာတွားဝင်တာကွာ backend ထဲမှာတွားဝင်တာအဲ့တော့ဒီရဲ့ URL ကနေတစ်ဆင့် value တွေတည်သွားမယ် database ကိုတွားသိမ်းမယ် save မယ်နောက် process တွေအများကြီးကျန်နေတာပေါ့နော်အဲ့တော့လောလောဆယ်တော့ဒီ file က HTTP protocol နဲ့လုပ်တယ်တဲ့ပြီးတော့ file က container အမျိုးအစားတဲ့သူ့မှာ other text တွေရှိနိုင်တယ် input နဲ့ label လို့မျိုးပေါ့အဲ့တော့လိုပဲလွယ်လွယ်မှတ်ထားလိုက်ပေါ့ input နဲ့ label เนี่ยသူ့ကလေးကွာသူက parent အဲ့တော့ label ဆိုတာဘာလို့သုံးတာလဲတဲ့အဲ့တော့ label က input နဲ့တွဲသုံးတယ်အဲ့တော့ label ဆိုတာ
ဘာကိုပြောရလဲဆိုတော့ information of the input ပေါ့ကိုယ့်ရဲ့ input ရဲ့ label ကိုပြောချင်information ကိုပေးချင်တယ်ဆိုရင် found နဲ့တွဲသုံးတယ်ပေါ့ဒီမှာကြည့်လိုက်လေ row number ဆိုရင်တည်ကြရကွာဒီကောင်ဒီ input text box ကြီးထဲမှာအမတို့ row number ရိုက်ရမှာမှန်တည်ရဘာလို့ရိုက်ရမှာမှန်တည်ရလဲဆိုတော့ row number ကဒီမှာ label ပါလို့လေအဲ့တော့အဲ့ label ကဘာကိုသုံးတာလဲဆိုတော့ဆွမ်းမပြောတဲ့ဟာပေါ့နော်ဒီမှာinformation of the input ပေးခြင်းသုံးတယ်သူက inline level text တဲ့inline ဆိုတာဘာကိုပြောရလဲ inline level ဆိုတာဘာပြောရလဲ သူနေရာဆန်းတလောက်ပဲ ဟုတ်တယ် ရာပြည့်ပြီ အကြောင်းသားရဲ့ပဲဆိုလို့လဲ inline level text အဲ့တော့သူနေရာရွေးတဲ့ label ကိုကြည့်ရတယ်အဓိပ္ပာယ်တည်ရဲ့အဲ့တော့ semantic ပေါ့ဟုတ်လားအဲ့တော့ဒါ inline level ဖြစ်တယ်ပြီးရင် label လို့ကြည့်ရတယ် label မှန်တည်ရလေအဲ့ဆိုရင် semantic text အဲ့ဆို input ခေါ်တဲ့အဲ့တော့ input ကသူ user တွေရိုက်ချင်တဲ့ဟာရိုက်လို့ရတဲ့ဟာ input ပဲအဲ့တော့ input ကအမျိုးအစားအများကြီးရှိတယ် can exist in different forms ပေါ့အမျိုးအစားအများကြီးရှိတယ်အဲ့တော့အမျိုးအစားတွေချင်းချင်းနဲ့ဆိုရင် type ဆိုတဲ့ဟာနဲ့တွဲသုံးရမယ်သူက self closing tag label လိုမျိုး label ဖွင့် label ပိတ်ဖောင်ဖွင့်ဖောင်ပိတ်မဟုတ်ဘူးဒီက a တို့ image လိုမျိုး self closing tag ပထမဦးဆုံး input type ပေါ့input type ကဘာလဲဆိုတော့ပထမဦးဆုံးသူ့ရဲ့ label ပေါ့နော်အဲ့ label က main ဒီကောင်ကူးလို့ရလားဒီကနေဒီလိုလေးကူးပြီးတော့ဒီထဲကိုထည့်လိုက်အဲ့ဆိုရင်ဒီထဲထည့်မယ်ဆိုဒီကောင်ဖြုတ်လိုက်မယ်ဒီထဲမှာထည့်လိုက်မယ်ဒီမှာအဲ့တော့ male ရယ် female ရယ်ရွေးလို့ရတယ် submit နှိပ်လို့ရတယ်ပေါ့နော်အဲ့ဆိုရင်အမမေးကြည့်မယ်ဒီမှာ label ပြီးတော့ input type ကဘာဖြစ်လို့ကတ်ပေါ်ရလဲဒီလိုတစ်တန်းနဲ့ပေါ်ရလဲ inline test ကိုရေးထားလို့ရှိရင် ဟုတ်တယ် label က inline ကွာအဲ့တော့ inline ဆိုခါကျဒီဟာပြီးရတယ်ဒီရဲ့ radio pattern ပေါ်တယ်ပေါ့အဲ့တော့ဒီမှာသူ့ထဲမှာပြထားလိုမျိုး file ဖွင့် file ပိတ်လို့တယ်အဲ့တော့သူ့ရဲ့ကလေးနှစ်ယောက်ထဲမယ်သူ့ရဲ့ကလေးနှစ်ယောက်ကဘာလဲဆို label နဲ့ input နဲ့ပေါ့အဲ့တော့ဒီတစ်တွဲပေါ့အဲ့ဆိုရင်ပထမဆုံး label ကကိုပေါ်ချင်တာ main ပြင်သူပြောထားရင် input ရဲ့ဟာကိုပြောင်းချင်တယ်ဆိုလို့ရှိရင် type ဆိုတဲ့ attribute သုံးရမယ်အဲ့တော့ဒီမှာ type အဲ့တော့အခုလောလောဆယ်အမားတို့ကဘာပေါ်ချင်တာလဲဆိုတော့ radio button ပေါ်ချင်တာ radio အဲ့တော့ဒီမှာရှိရဲ့ name ပေါ့နော်အဲ့တော့ဒီမှာသူထပ်ပြီးရှင်းပြထားတယ်အဲ့ဒီမှာဆိုရင်တဲ့အဲ့တော့ attribute ရဲ့ type radio က radio button input type ကိုသတ်မှတ်တယ်အဲ့တော့ကိုက radio button ပုံစံလေးနဲ့ပေါ်ချင်တယ်ဆိုရင် input type equal to radio ပေါ်ရမယ်အဲ့တော့ radio button ဒီမှာတဲ့ name တူတူပေးစရာလိုတယ်တဲ့အဲ့ဒီမှာဒီ radio button ရဲ့ name က gender ဒီ radio button ရဲ့ name ကလည်း gender အဲ့တော့ပြီးတော့ရင် attribute တွေမှာ value ရှိတယ်အဲ့ဒီ values က backend program ကိုစလုပ်တာဒီမှာတော့မမြင်ရအောင်အဲ့တော့ဒီ value main ဆိုတဲ့ဟာကြီးကအခုလောလောဆယ်တော့မမြင်ရဘူးဒါပေမဲ့အဲ့ဟာဘယ်ကိုစလုပ်မှာလဲဆိုတော့ backend program ကိုစလုပ်မှာအဲ့ဆိုရင်အမားတို့ဒီဟာကိုကြည့်လိုက်ရင်အမားတို့မူရင်းရေးနေကြတဲ့အတိုင်းဆိုဒီတိုင်းပဲရေးမှာအဲ့တော့ input type က sub closing tag အဲ့တော့ sub closing tag ဆိုတော့ပြီးသွားပြီပေါ့နော်အဲ့တော့ဒီဘက်မှာသွားပြီး refresh လုပ်လိုက်ပဲဘာမှမပြောင်းလဲဘူးဒါပေမဲ့အမားတို့ကဒီဟာတွေကိုပေးတယ်ဆိုလို့ရှိရင် name ပေးစရာလိုတယ်အဲ့တော့ name ဘာဖြစ်လို့ပေးရလဲဆိုတော့ backend program မှာဒီဘယ် user ကဘယ် input type ကိုရွေးသွားပါလဲဆိုတာစစ်ချင်တယ်ဆိုရင်ဒီလိုမျိုး name ပေးခဲ့မှ backend program မှာအလုပ်လုပ်တာအဲ့တော့ဒီမှာသွားကြည့်လို့ကတော့ဒီမှာဘာအလုံးမှပြောင်းလဲသွားမှာမဟုတ်ဘူးဒီရဲ့ name ပေးလို့ဒါပေမဲ့ user submit လုပ်လိုက်တဲ့အချိန်မှာအဲ့ဒီ button ရဲ့ values နဲ့ name တွေကိုယူသွားပြီးတော့ backend program ကိုသွားမှာအခုလောလောဆယ်တော့ဒီတိုင်းကြည့်လိုက်ရင်တော့ဘာမှမပေါ်ဘူးကွာဒီဟာကလေးပဲဒါကအမားတို့ input type equal to radio ဆိုပြီးတော့ပေးခဲ့တဲ့ဟာပဲ
ဒါပေမဲ့နောက် backend program ပါတယ်ဆိုရင်တော့ဒီ name နဲ့ value နဲ့ပေးခဲ့မှအလုပ်လုပ်မှာအဲ့တော့အခု front end မှာတော့ name နဲ့ value နဲ့မပေါ်လဲခင်ဗျားတို့ဟာထွက်နေမှာပဲကွာဒါပေမဲ့ backend program မှာလုပ်လို့ချင်တော့ဒီနှစ်ခုပေးရမယ်အဲ့တော့ဒီနှစ်ခုက name ပေးတယ်ဆိုတာကလည်းအမားတို့က tag တွေကို name ပေးတာဒီ input tag equal to radio ရဲ့ဟာ gender ဆိုတဲ့ name တော့ကိုကြိုက်တဲ့ name ပေးလို့ရတယ် appropriate ဖြစ်ဖို့လိုတာပေါ့အခုအမယောက်ျားနဲ့မိန်းမနဲ့ခွဲခိုင်းနေတာအဲကြောင့်မို့သူ့ရဲ့ name ကို gender လို့ပေးခဲ့တာအဲ့ဒီ radio input type ရဲ့ values ကို male လို့ထည့်ခဲ့တာအဲဆိုအမတို့ရဲ့ backend program မှာ if user click the gender and value equal to male ဆိုပြီးစစ်လို့ရတာပေါ့နော်နောက်ပိုင်း condition တွေအဲ့ဒီကောင်းဒီမှာပါလဲခုလောလောဆယ်အလုပ်လုပ်သေးတယ်ဒါပေမဲ့ပေးခဲ့မှ backend program မှာအလုပ်လုပ်မယ်အဲ့တော့ name ပေးရဆိုရင် radio button အတွက် name ပေးရဆိုလို့ရှိရင်တော့ဘာ name ပေးတင်လဲဆို same name ပေးတင်တယ် same attribute name ပေါ့အဲကြောင့်မို့ဒီမှာဒါဆိုမိန်းမပဲဒါပေမဲ့ name က gender ပဲ male ဆိုရင်လည်း male က gender ပဲအဲ့တော့ဒီမှာဒီဟာ radio button အတွက်မျိုးစားနားလဲ ငယ်ဆရာမဟော ဟုတ်ပြောပါ လိမ့်နေရမှာဂျန်နာတို့မရေးပဲနဲ့တခြားနာမည်တွေရှောက်ရေးပါ ရတိတ်တဲ့ name ပေးလို့ရတယ်ကွာအဲ့တော့ backend မှာပြန်ခေါ်ရင်တော့မှန်တဲ့ name ပြန်ခေါ်ရမယ်ဒါပေမဲ့တခုရှိတာမှန်တဲ့ name ပေးရဆိုရင်တော့ good practice ပေါ့အဲ့တော့ရှောက်ရေးခဲ့ဆိုနောက်ပိုင်းကကိုယ့်အနေကိုတိုင်ပတ်မှာပေါ့နော်ဘယ်လိုဆက်လုပ်ရမလဲမသိတော့ဘူးရေးလုပ်လို့လည်းမရဘူးဆိုရင်ဖြစ်မှာပေါ့နော်အဲ့တော့ကို appropriate name လေးပေးဖို့တော့အရေးကြီးတယ်submit ကိုနှိပ်လိုက်တယ်ဆိုရင်အဲ့ဒီ file တွေက data တွေကငါပြော backend ကိုသွားမယ်ပေါ့နော်အဲ့တော့ backend သွားပြီး database တွေ save ညာရင်လုပ်မှာပေါ့အဲ့တော့အဲ့လိုမျိုးကိစ္စပေါ့နော်အခု front end မှာတော့ဒီဟာပဲနောက်ထပ်အမျိုးအစား test test ကဒီဟာကျတော့ရှင်းတယ်လေ radio button အခုနကပြောရင်စာရိုက်ချင်တဲ့ကိစ္စဆိုရင်အမားတို့ကဘာလို့ပြောလဲဆိုတော့ input type က text ဒီလိုဟာမျိုးဒီလိုဟာမျိုးဆိုလို့ရှိရင်အမတို့ကစာရိုက်မှာလေ1 2 3 4 like abcd ရိုက်မှာလေအဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်အမတို့ရဲ့ input type ကဘာလဲဆိုတော့ text ပေါ့အဲ့တော့ input ဆိုတဲ့ဟာအကုန်တူတူပဲ label ကလည်းတူတူပဲlabel ဆိုတဲ့ဟာကလည်းတူတူပဲပေါ့ဒီမှာ label မပေးထားဘူးlabel ဆိုတာလည်းတူတူပဲပြီးရင် input ပြီးရင် set closing tag ဖြစ်တယ်ဆိုတာလည်းအတူတူပဲအဲ့တော့ဒီမှာ type ကဒါပြောင်းသွားသူ့ရဲ့ type က text ဖြစ်မယ်အဲ့တော့သူ name ပေးထားတယ် name က text လို့ပေးထားတယ်တခြားနာမည်ပေးလဲရတယ်အဲ့တော့ place holder ဆိုတာ enter your text ဆိုပြီးတော့အဲ့ text box လေးရဲ့အလယ်မှာပေါ်မှာပေါ့နော်အဲ့တော့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ place holder လို့ခေါ်တယ်အဲ့တော့ရိုက်လိုက်တယ်ဆိုရင်တော့ပျောက်သွားမှာပေါ့ဒီလိုပေါ့ okay ဒီမှာ enter your text လို့ပေါ်နေအဲ့ဒါကိုအမတို့က place holder လို့ပြောတာအဲ့ place holder ပေါ်ခြင်း place holder ဆိုတဲ့ attribute နဲ့တွေ့သုံးရမယ်အဲ့ထဲမှာကိုပေါ်ခြင်းတဲ့စာသားပေါ့အမ enter your text မပေါ်ခြင်းမို့ hi I am ဘာညာပေါ့အဲ့လိုမျိုးပေါ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းရရကွာအဲ့တော့ဒါ user hints ပေးရပေါ့အဲ့တော့ဒါကိုကြည့်လိုက်တာပြင် user ဘာရိုက်ရမလဲဆိုတာသိရပေါ့နော်အဲ့တော့အဲ့ဒါဆိုရင်သူ့ရဲ့ input type က text အရှိရ input type က radio ပြင်ထုံးစံတိုင်းပဲဒီမှာ submit button ပါတယ်ဒီမှာ attribute type လေးပဲပြောင်းသွားတာပဲ text ပဲplace holder အဲ့ဒီ box ထဲမှာဆိုတော့ hi ဘာညာဆိုတဲ့ဟာပေါ့နော်အဲ့တော့စာရေးလိုက်တယ်ဆိုရင်တော့အဲ့ဒီကောင်ပျောက်သွားလိမ့်မယ်import ရဲ့ values က backend send လုပ်တယ်ဒီမှာ submit file နှိပ်တဲ့အချိန်မှာဒါပေမဲ့အခု backend မပါသေးဘူးပေါ့နောက်တစ်ခါအမျိုးအစားတစ်ခုပဲ import type က number အဲ့တော့ number ဆိုရင်ကိုက1 2 3ပဲရိုက်လို့ရအဲ့မှာ abcd တွားရိုက်တယ်ဆိုရိုက်လို့မရအောင်အဲ့တော့အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ဒီလိုမျိုးပေါ့မှဒီဟာကို test မဟုတ်တော့ဘူး number ပြောင်းလိုက်အဲ့တော့ဒီမှာokay ဒီလိုဒီပါဒါလေးပို့လိုက်အဲ့1 2 3 4 5ပေါ့အဲ့ဆိုရင် input type က number အဲ့ဆိုရင် number ဆိုရင်အဲ့လိုမျိုးလေးပုံမယ်အဲ့ဆို number ရိုက်လို့ရတာပေါ့နော်place ဆိုတာကတော့ enter your number only ပေါ့အဲ့ဒီမှာ attribute type number ဆိုတာ number ရိုက်လို့ရတယ်place ဆိုတာဆိုရင်ပြောရင်နာမည်သတ်မှတ်ပေးတယ်backend ကို send လုပ်မယ်ပေါ့အခုအမပြောသွားတာ3မျိုး radio ရဲ့ text ရဲ့ number ရဲ့နောက်တစ်ခုရှိသေးတယ်
type equal to password တဲ့type equal to password ဆိုလို့ရှိရင်အမဒီမှာပြောင်းလိုက်မယ်ကိုစမ်းတဲ့ချိန်ကျရင်လည်းဒီလိုမျိုးလေးစမ်းကြည့်ပေါ့နော်ခဏအကုန်လုံးတစ်ပြန်ရင်းနေအဆင်မပြေဘူးလေအမဒီမှာရိုက်လိုက်တယ် password ပုံစံပြောင်းသွားတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ import type equal to password လို့ပေးခဲ့လို့ကျန်တာကတော့တူတူပဲအဲ့တော့အမတို့အဲ့လိုမျိုးပေါ့နော်password ရှိမယ် file ရှိမယ် color ရှိမယ်color ပြောင်းကြည့်မယ်ဘယ်လိုလေးပေါ့မလဲပေါ့refresh လုပ် color လုပ်အမ color picker ပေးလို့ရတယ်တွေ့လားအဲ့ဒါ color ပေါ့အဲ့ဒါ input type က password ရှိမယ် file ဆို file upload လုပ်လို့ရတဲ့နေရာပုံမယ် color ပုံမယ်ပေါ့နောက် email ဆိုတာရှိအောင်မယ် date ဆိုတာရှိအောင်မယ်အဲ့တော့ date ပြောင်းလိုက်ဘယ်လိုဖြစ်မလဲပေါ့အဲ့တော့ဒီနားလေးမှာပြောင်းကြည့်ပေးမယ်နော်date ပြောင်းလိုက်ဒီလိုလေးဖြစ်သွားတယ်အဲ့လိုမျိုး appropriate ဖြစ်တဲ့ဟာကိုပေးခြင်းအပြင်ဘာဖြစ်လဲဆိုတော့ user က confuse မဖြစ်တော့အဲ့တော့ကိုကသိရမလားဒီဟာတွေက task form မှာလည်းရေးလို့ရပဲငါအဲ့လို import type တွေပိုင်းမမှတ်ချင်ဘူးဒီကောင်တွေကိုရိုး import equal to task ပဲဖြစ်မယ်သူရိုက်ချင်တာရိုက်ဆိုရင်ရတယ်ကွာဒါပေမဲ့ဘာဖြစ်လဲဆိုတော့ user က confuse ဖြစ်တာပေါ့ဘာရိုက်ရမှန်းမသိဘူးပြီးအမားတွေရိုက်နိုင်တယ်အဲ့တော့ user experience မကောင်းဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကိုယ်မှာကောင်းတဲ့ဟာလေးသုံးရမှာပေါ့ဒီမှာ date time local ရှိရယ်ပြီး submit ပေါ့အဲ့တော့ submit type equal to submit က file submit တဲ့ဟာအဲ့ဆိုရင်အခုဒီဟာနားလဲလား input type အမပြောရတဲ့ radio button text date email number ဒါလေးစမ်းကြည့်ရမလားရမယ်နော်မရရင်ရှိလားစမ်းပြဖို့လို့လားမလို့ထင်ပါတယ်နော်ဟို input type မှာတော့ပြောင်းရုံပဲရလား ကျမ input type တွေကဟို require fee ဆိုလို့ရှိရင်ဘယ်လိုရေးရမလဲ require fee ဆိုလို့ရှိရင်ဒီနောက်မှာ require လို့ရေးလို့ရတယ်အဲ့ဆိုရင်မရိုက်ဘဲနဲ့ကြောသွားလို့မရဘူးပေါ့နော် ဟုတ်ကဲ့ပါဟုတ် ဒီနောက်မှာလေ require ဆိုပြီးတော့လုပ်လို့ရတယ်အဲ့ဆိုရင်အခု backend မပါသေးတော့ require မပါဒီ require ပေးထားတဲ့ဟာကိုဘာမှမရွေးဘဲနဲ့ submit လုပ်လိုက်လို့ရှိရင်လေlikeတခုခုရွေးပါဆိုတဲ့ဟာပေါ်တယ်အဲ့ဒီမှာလေ please fill out this way ဆိုပြီးပေါ်တယ်အဲ့မျိုးလေးပေါ်ရင် require လို့ရေးရုံပဲနောက်ကလေအဲ့ဆိုလို့ရှိရင်သဘောက user ဘာမှမရွေးဘဲနဲ့အမှန်ချစ်တယ်ဆိုလို့ရှိရင်မရဘူးရွေးရမယ်ဆိုတဲ့အထိပ္ပယ်ပေါ့နော်တကယ်လို့မပါချင်ဘူးဆိုရင် require ဖြုတ်လိုက်ရတယ်အဲ့လေးရှိပါတယ် ဟုတ်ကျေးဇူးပါဆရာမ ဟုတ်အဲ့ပဲအဲ့တော့ဒီနေ့အဲ့တော့ပြန်ပြောရရင်ကွာအဲ့ဒီဘာဒီ input type တွေကဘာအတွက်တင်နေရလဲဘာထဲမှာထည့်ရလဲဆိုတော့က file ထဲမှာထည့်ရတယ်အဲ့တော့ file က parent သူ့ရဲ့ child ဆရာနှစ်ခုရှိရယ် label နဲ့ input နဲ့အဲ့တော့ label ကတော့ရှင်းတယ်တော်တော်သူ label ပေါ့နော် inline semantic ဖြစ်တယ်အဲ့ဆိုရင် input type ပေါ့အဲ့တော့ input တစ်ခုတည်းပဲတကယ်ကတော့ဒါပေမဲ့ type ဆိုတဲ့ attribute နဲ့တွဲသုံးရတာပေါ့နော်ကိုလိုချင်တဲ့အမျိုးအစားပြောင်းဖို့အတွက်အဲ့တော့ input type equal ဘာလဲပေါ့အဲ့တော့ကိုလိုချင်တာ password လား email လား date လားဘာလားပေါ့ပြီးတော့လို့ရှိရင် name ပေးစရာလိုတယ်အဲ့တော့ name ကအခုလောလောဆယ်မပေးခဲ့ဘူးဆိုတော့ဘာမှမဖြစ်ဘူးပေါ်မှာပဲဒါပေမဲ့ name ပေးမှ backend မှာအလုပ်လုပ်မှာ backend မပါသေးတဲ့အချိန်ဆိုရင်တော့အဆင်ပြေတယ်အဲ့တော့ name နဲ့ value ဆင်းရပါတော့အဲ့တော့ name ကကြိုက်တဲ့ name ပေးလို့ရတယ်ချွင်းချက်တစ်ခုပဲရှိရယ်ဘာလဲဆိုတော့ radio button မှာဆိုရင်တော့ radio button လေးတွေ5ခုရှိရင်လည်း5ခုလုံးတူတဲ့ name ပေးရမယ်ကျန်တဲ့ဟာတွေကကိစ္စမရှိဘူးကြိုက်တဲ့ name ပေးလို့ရတယ်အဲ့လို test file ဆိုရင် test file name 1 test file name 2 test file name 3ကြိုက်တဲ့နာမည်ပေးလို့ရတယ်ဒါပေမဲ့ radio button မှာတူတဲ့ name ပေးရမယ်ဘာလို့တူတဲ့ name ပေးရလဲဆိုတော့ဘာလို့တူတဲ့ name ပေးရလဲလို့ထင်โอเคအဲ့တော့ဒါဘာလို့တူတဲ့ name ပေးရလဲဆိုတော့ခါကျ radio button ဆိုတာဟုတ်တယ် radio ထုတ်တယ်တစ်ခုပဲရွေးရလို့တစ်ခုပဲကွာသိလားသူရဲ့သဘောကတစ်ခုပဲရှိရအဲ့တော့နောက်မှာ backend မှာ value စစ်တယ်ဆိုလို့ရှိရင် user ကဘာနှိပ်လိုက်တာလဲပေါ့အမတို့တခြားဟာတွေဆိုလို့ရှိရင်
check box တို့ဘာလို့ဆိုလို့ရှိရင်အများကြီးရွေးလို့ရတယ်လေ radio button ချက်တစ်ခုပဲရွေးရဆိုတော့သူက name တူတူပေးတယ်ဟိုရရအခုအဲ့ဒါယူမတ်မီဆိုတော့မှတ်ထားကြမလို့ပါအဲ့ back end ရောက်တဲ့အချိန်ကျရင်သိမှာပေါ့နော်ဒီထဲမှာဘယ် correct ဘယ် aura correct ဖြစ်ဘယ်ဟာမှန်လဲတဲ့ဘယ်ဟာမှန်လဲတဲ့ UL ကားတဲ့ဘူးလက်နဲ့ပြဖို့ အေးနံပါတ် A ပါ အေးချေ အေးလား အေးပါတချို့ okay ဒါရော ဟိုနံပါတ် D ပါ yes ဒီပါ ဒါရော တေးပေါ့ အေးပဲ အေး အေး ပဲ ပေါ့ အေးပါ ပါမှန်ပါတယ် okay ဒါပြီမိခွန်မေးမယ်အခုတင်သွားတဲ့ by function နဲ့ by display by meaning by complexity ရဲ့by function နေနဲ့ဆိုရင် structure နဲ့ content နဲ့နှစ်ခုတင်ခဲ့တယ်အဲ့ဒါ week 2မှာတင်ခဲ့တဲ့ structure နဲ့ content နဲ့ပေါ့structure ဆိုရင်ဘာတွေရှိလဲ HTML ဖွင့် HTML ပိတ် head ဖွင့်အပိတ်ဘာညာတွေပေါ့နော်အဲ့တော့ content ဆိုဘယ်လိုဟာမျိုးတွေလဲဘယ်လိုဟာမျိုးလဲ A B body တို့ဘာလို့ချေ ဟုတ်တယ် ဒီ visible content ပေါ့နော် content ပေါ့ဒီမှာ display အနေနဲ့နှစ်ခုတင်ခဲ့တယ် blog နဲ့ inline နဲ့အဲ့တော့ blog ကအပြည့်နေရာရွယ် inline ကသူရှိလောက်ပဲနေရာရွယ်meaning အပြင်ဆိုရင် semantic နဲ့ non semantic နဲ့တင်ခဲ့တယ် semantic ကကြည့်လိုက်တယ်အဓိပ္ပာယ်ရှိတယ် non semantic ကကြည့်လိုက်တယ်အဓိပ္ပာယ်မရှိဘူးcomplexity အပြင်က independent နဲ့ dependent နဲ့တင်ခဲ့တယ်မှတ်မိလားအကုန်လုံး ဟောမမီပါဘူး okay မှတ်မိရဆိုရင်ဆိုပေါ့နော် okay အဲ့ဆိုရင် div ကပါလဲ structure လား content လား blog လား Structure inline လား semantic လား correct structural block အချာရ block non semantic semantic ဒီ non semantic okay ဒီတစ်ခွက်အရင်ပြောလိုက်မယ်နော်ဖြည်းဖြည်းပေါ်ကုန်ပြီဒီတစ်ခွက် image ကပါလဲ image ကပါလဲ content structure လား content 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 ချေ content ရော content content တရားလား TR structure figure content 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 structure okay ပြီးရင်အဲ့ဒါဟိုဟာထဲမှာမပါသေးလို့မေ့နေရဖြစ်နိုင်တယ်ဟိုဟာထဲမှာ structure တွေတင်တဲ့တရားတွေမပြောခဲ့ဘူးလေ structure ရဲ့မျိုးစားအောင်မထည့်ပေးခဲ့အဲ့ div ကပါလေ block လာရင် line လား block block img က inline 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 tr အဲ့ဒါမပြောခဲ့ဘူးဒီမှာကြည့်ကြည့်လိုက် tr block အဲ့ဒါဟိုမပြောခဲ့လို့အခုပြန်ပြောလိုက်တယ်ပေါ့နော်ဒီမှာ figure ကလည်း block ပဲ div က semantic လား non semantic လားဒါတော့ဒီနေ့တင်တဲ့ဟာဒါတွေအကုန်လုံးပါတယ် non div semantic non semantic semantic image က semantic tr non semantic တရား non semantic ပြီး figure figure semantic semantic div ကပါလဲ independent 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 ပေါ့သူကအဲ့လို child နေ parents တွေမရှိဘူးလေ image ကလည်း independent ပဲ independent tr က dependent သူက dependent figure က independent independent okay အဲ့ဆိုဒီနေ့ကျောင်းတော်စော်ကြီးဆင်းရမလို့ပဲပြီးသွားပြီအဲ့တော့အမဘာတွေပြောခဲ့လဲဘာတွေပြောမလဲဆိုတော့ခါကြဒီအခုဒီလောက်ထိတည်ပြီဆိုတော့ HTML နဲ့ပတ်သက်တာတော်တော်များများကိုတည်ပြီပေါ့နော်အဲ့တော့မနေ့မှပါတင်ရမှာလေကြည့်လိုက်အောင်မနေ့က box model ဆိုတာတင်ရမှာအဲ့ CSS နဲ့ဘယ်လိုလုပ်တယ်ဆိုရင်ဟာတင်ရမှာပေါ့နော်အဲ့တော့မနေ့ကရောက်လို့ရှိရင် CSS ဖြုတ်သွားပြီအဲ့တော့ HTML နဲ့ပတ်သက်လို့ basically ဒါပဲအဲ့တော့ဒါသိရဒီမှာပြောခဲ့ by function by display by meaning by complexity ပြီးရင်ဒီမှာရှေ့ text ကိုသိရဆိုရင်အခြေအနေကောင်းတယ်ပေါ့နော်တက်ရတန်နေအဆင်ပြေရပေါ့အဲ့တော့
ဒါလေးတည်ပြီဆိုရင်မနေ့က CSS စတင်တော့မယ်ပေါ့နော်အဲ့တော့ဒီဟာအရှိဘက်ကလုပ်ခဲ့တဲ့ဟာဒီနေ့ဘာလေးတိုးလုပ်ချင်လဲဆိုတော့ဒီ၄ခုတိုးလုပ်ချင်တယ်ဒီ၄ခုကဒီဘက်ကဟာကတီပဲတဲ့ကိုထည့်ပြီးတော့ခါကြမှာ8တီပဲထဲမှာ DIV ထည့်ယူရနည်းနည်းတော့မျက်စိရှုပ်လိမ့်မယ်အဲ့တော့မနှက်ဖက်အောင်လို့ရှိရင်ဒီတစ်ခုကိုတူတူလုပ်ကြည့်မယ်ပေါ့နော်ဒီတစ်ခုရသွားပြီဆိုကျန်တဲ့ဟာရကျန်တဲ့ဟာဒါ file input ပြောင်းတဲ့ဟာလေးတွေပဲဒါလေးတွေရပြီဆိုရင်အမတို့ဟိုHTML နဲ့ပတ်သက်တဲ့ဟာလေးတွေကဒါပဲအဲ့တော့ဒီဟာကိုရရမလုပ်ခဲ့တင်တယ်မနေ့ကအောင်မှဒီဟာကိုတူတူလုပ်ကြည့်မယ်တူတူလုပ်ကြည့်ပြီးတော့မှဒီဟာကို CSS ထည့်မယ်အဲ့ဒါဆိုရင်အမတို့လုံးနေတဲ့ web page ဆိုတဲ့ဟာကြီးကပုံနဲ့ပေါ်လာမယ်ပေါ့နော်နောက်ရောက်တော့မှ responsive ဖြစ်တာတို့ဘာလို့ထည့်မှာပေါ့အဲ့တော့အခုတိုင်းဆိုရင်အမတို့ blog တွေဘယ်လိုလုပ်ရရဲ meaning တွေဘယ်လိုဘာညာသိသွားပြီအဲ့တော့ဒီဟာပေါ်မှာမူတည်ပြီးတော့နောက်ဖက်ဒီ CSS လေးတင်မယ် CSS လေးတင်ပြီးသွားလို့ရှိရင်ဒီဟာ exam မပါဘူးထင်တယ် okay ဒီဟာဒီခုလောက်ထားတဲ့ဟာကိုမနေ့ဖက်ရောက်လို့ရှိရင် box mode တွေနဲ့ပို့ပြီးတော့ကောင်းဘယ်လိုလုပ်မလဲပေါ့အဲ့ဒါလေးလုပ်ပြီးသွားရင်အမတို့ website ကတော့နည်းနည်းပုံပေါ်လာမှာပေါ့အဲ့တော့ကိုယ်စိတ်ထဲမှာဘယ်လိုပုံစံလေးလုပ်မယ်ဆိုတဲ့ဟာလေးရမှာပေါ့နော်အဲ့မနေ့ဖက်ရောက်မှဒါတူတူလုပ်ကြည့်မယ်အဲ့ဒီနေ့ဒီ exam လေးနှစ်ခုကိုပြန်ပြီးတော့လုပ်ကြည့်ခဲ့ပြီဟိုလေဒီလုပ်ကြည့်ရဲ့နေရာမှာဒီ CSS တွေကိုဖြုတ်လိုက်တယ်ဆိုရင်မဟုတ် CSS တွေဒီအမပေးထားတဲ့ sample ကနေပဲကူလိုက် CSS ဆိုဒီ style ကနေစပြီးဒီတဲ့ဟာအဲ့တော့မဟုတ်ဘူးဆိုလို့ရှိရင်ဟိုဟာလေလို့ရနားမလဲဘူးဖြစ်နေလိမ့်မယ်အဲ့တော့အရင် div ဘယ်လိုခွဲရဲဘာလို့ခွဲရဲပြီးရင် navigation footer main section နဲ့ပြောင်းပြီးတက်ကြည့်ပေါ့နော်ပြီးရင်ဘယ်လိုလေးလုပ်ကြည့်လို့ရမလဲအဲ့ဒါလေးလိုက်လုပ်ကြည့်ခဲ့ပြီHTML နဲ့ပတ်သက်လို့ကတော့ဒီနေ့ဒါအကုန်ပဲဒီနေ့ဒါအကုန်ပဲဆိုတော့အမတို့9ရက်တင်ခဲ့ရပါတော့ပြောပါမေးရလူရိဆန္ဒက ဟုတ်ကဲ့အလိုကြီးချေ ပြောဟုတ် ဟိုလေကုတ်ရေးနေရမှာလေပုံစံလေးတွေလေတစ်ချက်ရေးတဲ့ပုံစံနဲ့မတူဘူးဟို line လေးတွေပေါ်တာပြီးတော့ဟိုမျိုးတစ်ခုရေးလို့ရှိရင်သူနဲ့သက်ဆိုင်တဲ့ဟာတွေကြာလာတာလို့ အဲ့ဒါလေရေးပြီးတော့ကိုသူနဲ့သက်ဆိုင်တဲ့ဟာတွေကကြာမကြချင်မှုဆိုလို့ရှင်ကြာဘယ်လိုပဲအမားတော့ဘယ်လိုပဲလုပ်လိုက်လဲဆိုတော့အခါကျဒီမျိုးလေးသူက suggestion ပေးတဲ့ဟာတွေလေအဲ့ဟာတွေကကြာလာဒါပေမဲ့ဒီလိုမျိုးဆိုရင်ဒီမှာရန်ကြာနေကွာအဲ့တော့အဲ့ဟာကမယူချင်ဘူးပေါ့နော်အဲ့တော့တကယ်လို့ဒါက suggestion ပေးတဲ့ဟာတွေ accept လုပ်ချင်တဲ့ကြာရင်တက်ပြီးလိုက်အောင်မယ်အဲ့ဆိုအကုန်လုံးကသူရေးပြီးသားဖြစ်သွားတာပေါ့အဲ့ဒီ editor ကတော့လူပို့ပြီးတော့လက်နဲ့ကွာတိုက်ပင်ရိုက်နေရမှာမဟုတ်တာကိုယ်ရေးနေရလေနော်အဲ့တော့ခါစားဟိုပို့ပြီးလူလွယ်ကူစေရပေါ့နော်အဲ့တော့တကယ်လို့ suggestion ပေးတဲ့ဟာတွေမယူချင်ဘူးဆိုလို့ရှင်လည်းအဲ့ဒီ control နဲ့ right arrow နဲ့control နဲ့ accept ကတက် control နဲ့ right arrow နဲ့နှိပ်လိုက်ရင်ဘာဖြစ်မပေါ်အဲ့ခါကျဒီလိုမျိုးတော့ဖြစ်နေမယ်အဲ့ဒီလိုမျိုးရေးပြီးတော့လူမျိုးကိုယ့်အနေကိုအောက်ကိုလှုပ်လိုက်ရင်ဒီကောင်တွေကသူ့အတာသူပေါ်နေတာအဲ့ဟာရုံမပေါ်ချင်ဘူးဆိုတနေရာမှာချလိုက်ပြီးတော့မှဒီမှာဆက်ရေးပေါ့ဒီမှာအဲ့လို suggestion တွေကိုပိတ်တဲ့နေရာတော့ရှိလိမ့်မယ် VS Code မှာလေအဲ့ဒါဖျက်ကြည့်ထားလိုက်မယ် ကျတော့အဲ့လိုမျိုးပေါ်အဲ့ line တွေတို့ဘာလို့ မပေါ်ပဲနဲ့ဘယ်လိုပေါ် share ကြည့်ပါ နာမည် share ကြည့် ဆက်ရှိနော် တကယ် ပြီး အဲ့ဒီရှင်ကလေကိုပိုင်းတော့ကြောင်ဖြစ်နေရတယ် အမကိုပိုင်းလောက်ကြဖြစ်နေလား okay ကျောင်းသားကဘာလို့မပေါ်လဲကြည့်အောင် ဟုတ်ပါတော့ဒီကောင်ရင်ဖြတ်လိုက်မယ်နော်ခင်ဗျာ ဟောသူလည်းကိုပိုင်းလော့နေပါရဲ့ဒီဘက် ဖောင်လားမသိဘူး ဖောင်ဖွင့်လေးရေးဟုတ်အဲ့လိုပုံမှန်မတူဘူးကြာတာကြီးတစ်ချက်လေးပုံမှန်လေးလေဟုတ် ဟိုကလေဖောင်ဖွင့်လေးနဲ့ရေးကြည့်ဒီရဲ့ဖြတ်ပြီးတော့တကြောင်လုံးဖြတ်ပြီးတော့ဖောင်ဖွင့်လေးပဲရေးဖောင်ဟိုလေးလက်သေးခွင့်ဖွင့်လေးနဲ့ FORM ဖောင်ပြီးတော့ပိတ်လိုက်ပြီးတော့ enter ခောက်ပေါ့ enter ခောက်ပြီးတော့မှအဲ့ထဲမှာသူ့ရဲ့ဟာရေးဆက်ရေးပေါ့
အဲ့ suggestion တွေကိုပိတ်လို့ရမယ်ထင်တယ်ခဏလေး suggestion တွေမပေါ်ချင်တာမလား ဟုတ်တယ်ရှင် တချေအဲ့ဒါလေပိုင်းလောက်ဟာဒီဒါ right နိုင်နော်ဘလို့ပြော ကျွန်တော်ဆက်ခွင့် share လိုက်ရမလား အေး share လိုက်လေ file နဲ့ preference ရ setting မှာတဲ့ပိတ်ထားလို့ရတယ်တဲ့ပြောကိုပိုင်းလို့ဆောင်ပေါ်နေရတခြားလူတွေရောမေးကြရှိလားမေးကြရှင်မင်းတို့ HTML နဲ့ပတ်သက်လို့တာပဲ ဟုတ်မရှိသေးပါဘူး ကဲပါ ဒီဒီနေ့အဲ့ PowerPoint လေးပို့ပြ ဟုတ်ပို့လိုက်မယ်နော်ဟုတ်ပို့လိုက်ပါမယ် ကျဘယ်ကနေပို့မှလည်းမသိဘူးရှင် Telegram နေပေါ်အဆင်မပြေဘူးလား ဟော အမ ပြည်တယ် Telegram နဲ့မှမရှိလို့ Telegram မှာတချေဝင်မထားတော့ဟို အောင်မင်းခန့်ကိုပေးလိုက်မယ်ဒီဟာပြီးသွားလို့ရှရင်လေအမ Telegram ကိုမဝင်ဘူးဆိုတာဟိုဟာသူတို့ကအဲ့တည်ရမလားသူတို့ရဲ့ informal group ပေါ့ကွယ်အဲ့ထဲမှာဆီယာမ share ပေးနေရဆိုရင်ပြောမှဆိုလို့ကွာဘာလို့လဲဆိုတော့အမတို့ဟိုနေ့ကပြောလို့မျိုးပဲဟိုအမတို့じゃ Microsoft Team သုံးတာကွာအဲ့ Microsoft Team သုံးတော့ခါကျ Zoom နဲ့လုပ်တဲ့ experience မရှိဘူးစင်ကူတွေကလေအဲ့တော့ခါကျသူတို့က recording share ပေးဖို့ approve ဆိုတောင်းဖို့ရ manager ကိုတောင်းရမယ် manager ကနေတစ်ဆင့်ဟိုအထက်ရရှိပါတင်ရမယ်ဆိုတင်တန်းပြီးရတော့ recording ကရဖို့မသေးကြနေဘူးအဲ့တော့ခါကျအကြောင်းသားကို share ပေးလိုက်တာအဲ့ပြီးတော့ Telegram ထဲမှာပြန် share လိုက်အမကတော့ဘာမှဖြစ်ပါဘူးဟိုဟာ recording share ဆိုတာဒါပေမဲ့ကျောင်းဘက်ကကြာတည်ရမလားလို့ရှိရပြောအမင်းခင် hello ချေ အဲ့ညီမပြော ဟိုလေးချေ HTML တခုလုပ်ပြီးတိုင်းမှာလေး save ကမဖြစ်မနေနှိမ့်မှာ browser မှာပေါ်လာတယ်လားချေ control save က auto save လေ auto save တယ်တကယ်လို့ဟိုဥစ္စာမဖြစ်ဘူးဆို auto save ကို on ထားလို့ရညီမက auto မ save လို့လား ဟုတ်တယ်ချေ အမခင်ပြောပါပြောမှလေမြုပ်ထားလားမသိဘူးဖိုင်နဲ့ရတဲ့ ဖိုင်နဲ့ရတဲ့ menu တဲ့တဲ့ဖိုင်နဲ့ရ preference ရ settings ရပြော go to the file select auto save တဲ့ဖိုင်နဲ့ကဖိုင်နဲ့က auto save ဆိုတာဒီဟာလေးကိုအမခင်ဟိုဟာလို့ထားမကြားရအောင်တော့အမပြောင်း share လိုက်မယ်ရောအမ share ရမြင်ရလားညီမ ဟုတ် ဒီ file နဲ့ကဒီမှာ auto save ဆိုတဲ့ဟာလေးကိုအမှန်ချထားလိုက် ချေဟုတ်ကျေးဇူးပါချေ အဲ့ဆိုရတယ်နော်တခြားဆိုရင်မေးကြရှိလားမေးကြရှိလား တချေဒီ PowerPoint ကိုဒီဟိုဟာဒီက chat box က share လို့ရတာ အပေါက်ကနေ share လို့ရလားဆိုဒီမှာလေးရွက် computer ကမရအောင်ဘယ်လို share ရမလဲကျမလည်းစုံမသုံးတော့ဘယ်လို share ရမလဲဘယ်လို share ရလဲဒီကဟာနေဒီကနေ highlight share လို့မရဘူးထင်တယ်ညဟိုမဟိုဟာလုပ်လိုက်မယ်လေဟို drive ပေါ်တင်ပြီးတော့ဒီကနေ link ပေးလိုက်ဟုတ် ဒီ Viber ကနေ share လိုက်ရင်ရောပွားကိုလေ Viber က group တွေအများကြီးဖြစ်နေတာတိလားအဲ့ဟာအကြောင်းမို့လို့ဘယ် group မှာ share ရမှာမသိဘူးအဲ့ဒါတရားနေ file လုပ်လိုက်မယ် Viber က group တွေအများကြီးရှိနေခါစားအမျိုးဖြစ်နေတာတို့ဒီကဘယ်ဟာတွေကလဲဆိုတော့ဘာလဲကျမ laptop မေးရသူရှိရမမေးနဲ့ကျမ laptop ကျမဘာသာသူတော့စိတ်ညစ်နေဟောဖြစ်လို့ဘာလဲဆိုတော့ laptop ကို OLED screen နဲ့ဝယ်ခါကြ laptop ကဈေးကြည့်ရဒါပေမဲ့ဒီလို programming တွေအလုပ်လုပ်တဲ့အချိန်ရောက်တော့ခါကြတော့မကောင်းပေါ့နော် performance နဲ့နည်းတယ်ဟိုဟာဖြစ်တယ်ဒီလိုဘယ်လိုပြောမလဲအရင်ဟန်တာကွာအဲ့ဟိုလိုမျိုး
ကျောင်းသားတွေအတွက်ဆိုရင်တော့တခြားဟာပဲဝယ်ပါဘာလို့လဲဆိုတော့အမဟာမကောင်းဆိုတာတည်းအဲ့လိုအများကြီး run နေဆိုလို့ရှိရင်အဆင်မပြေဘူးရုပ်ရှင်ကြည့်ဖို့တော့အရင်အဆင်ပြေပါတယ်အဲ့ဟိုကကျတော့မသိဘူးကွာပြော တဲ့ဟိုကလေအခု laptop ဝယ်မယ်ဆိုတော့အခု second hand နေဆိုရင်တော်တော်အဆင်ပြေရှင်ဘာလို့ဒီဟိုကလေ Windows 10 Pro ကဒီ August လထဲမှာ EOS ဖြစ်မှာခဲ့ဟုတ်အဲ့ဂျပန်ကအဲ့တချို့အသစ်လုံးနေတောင်ပါတယ် second hand အနေနဲ့ပြန်ရောင်းတာ ဟုတ် အဲ့ဂျပန်မှာကျရဒီ Windows license ကုန်လို့ရှိရင်သူကကုမ္ပဏီနဲ့ချိန်ထားတာလေလော့လိုက်မှာလာတာသူက Windows license ကုန်ရတယ်ဆိုတော့တန်းထုတ်ပလိုက်တာပဲအဲ့ဒါ အမ ဒီ လေ ဝယ်လို့ရှိရင်ရှင်အသစ်နီးပါးရတယ် second hand brother အဲ့ဒါရဈေးမပေါ်ဘူးနော် brother second ဆိုပေမဲ့ကျွန်တော်စုံစမ်းမှုတွေဈေးမပေါ်ဘူးအကောင်လေးအကောင်လေးအရင်မပေါ်ဘူး10 သိန်းပတ်ချလဲပေါ့10 သိန်းပတ်ချလဲပေါ့ ဟုတ်တယ် ဒီ ရ ဒေါ်လာ မ သေး ပေါ် တောင်းတာတက်နေတာဟုတ်တားရဲ့အမြင်မဟုတ်ပဲဒီကိုတင်လောက်လို့ကောင်းအောင်လမ်းမရ ဒီကုတ်တင်လောက်ကတော့ဒီကုတ်တင်ဒီပြောအခု laptop ဆိုလဲအဲ့ Ryzen 7ပေါ့အဲ့ဒါဆိုတော့ဟိုကတော့အဆင်ပြေရဲ့လိုမျိုးကုတ်တွေကအဆင်ပြေတယ်ဒါပေမဲ့အဲ့ဟိုလိုမျိုးလေခုနောက်ပိုင်းအဲ့လိုမျိုး machine learning တွေပါဒီလောက်ရမယ် model train ရမယ် data train ရမယ်ဆိုတော့ကြာဒီကောင်ကအဆင်မပြေဘူးပေါ့အဲ့တော့အမဝယ်တော့ကျတော့2023လောက်မှာဝယ်လိုက်တာအဲ့တော့ခါကျကိုကဒီကောင်ပြန်ရောင်းပြီးတော့မှနောက်ထပ်အသစ်ဝယ်နေတာကွာဘာဖြစ်လို့လဲဆိုတော့ဒီဟာကြီးကအိမ်မှာဒီတိုင်းကြီးပဲဖြစ်နေမှာပေါ့အဲ့လိုပတ်စံအဲ့လိုမျိုးနှစ်မျိုးလို့လေဒီလားအဲ့ကြောင့်မဒီဟာကြီးရောမျိုးဝယ်ရမှာ MacBook ကအကောင်းဆုံးပဲဒီ program ကြီး MacBook ကအမတို့အခုကျောင်းမှာကြာဘာတွေတင်လဲဆိုတော့ခါကြာဒီ Edu Class မှာလေအခုဘာတွေတင်လဲဆိုတော့အဲ့ဒီ ဒီ Power BI နဲ့ data analysis လုပ်တဲ့ဟာတွေတင်တယ် data analysis လုပ်တဲ့ဟာတွေခါကြတော့လေ MacBook နဲ့ကြာတယ်အဆင်မပြေပြန်ဘူးအဲ့လိုမျိုးရှိရယ်ပြီးသွားလို့ရှိရင်အမအခုအဲ့လို research တစ်ခုလုပ်နေရပေါ့နော်အဲ့ research ကကြတော့အဲ့လို machine learning model အဲ့ကောင်ကကြာတယ် MacBook ရဲ့အဲ့ဒီ processor နဲ့မ run ဘူးကွာအဲ့လိုမျိုးဟာမျိုးတွေလည်းရှိတယ်စဉ်းစားရယ်ဝယ်ရရင်ကောင်းမလားပေါ့ဒါပေမဲ့ဟို MacBook ဝယ်ရဆိုလဲအဲ့ရဲ့ environment နဲ့မှနေနိုင်ဦးမှလေဟုတ်တယ်မလားကျွန်မ iPhone လဲကိုင်နိုင်တယ်ဆိုမဟုတ်အဲ့တော့အခက်တွေ့မှာဆိုတော့အဲ့လိုမျိုးလေအဲ့ကြောင့် Windows သုံးရ မဟုတ်ဈေးတည်းလည်းမစိုးဘူးလေဆရာမ ဟမ် မဟုတ်ဈေးတည်းလည်းမစိုးဘူးလေ တော်ပါပြီ တို့ခါလေးဝင်ဆိုးပါဘူးနော်ဟိုအဖေုံသုံးလေနော် gaming laptop ရနော်တော့ရှာကြည့်ပါလား30လောက်ဆိုရင်ဟိုအရင်မဟုတ်တော့မှအတော်တင်ဟာတော့ရမှာပါ ဟုတ်တယ်နော် ဟိုဒီ graphic ပါတဲ့ဟာ dedicated မဟုတ်အဲ့ဟာတွေကြတော့ဂျပန် dedicated ပါကြတော့မကောင်းမဟုတ်ကောင်းတယ်ကျွန်တော်ဂိမ်းဆော့ဘောကောင်းတယ်ပဲအဲ့ကောင်တွေကမခံဘူး brother 3နာရီအများဆုံးက4နာရီပဲကောင်တွေကိုရင်ကြားရေးပဲဆိုတော့ကောင်တွေမရတော့ဘူးပြေဘူးဟုတ်တယ် ပြီးရင်ကျွန်မဆိုလာပြပါဝယ်လိုက်မယ်အဲ့ကောင်တွေကဗာလေ dedicated ပါလို့ရှိရင်မီးပြတ်လို့ရှိရင်အဲ့ကောင်တွေကဟို11နေအဲ့ကောင်တွေဘာမှမထွက်တော့ ကဲ MacBook နဲ့ machine learning လုပ်လို့မရဘူးမဟုတ်ရတယ်ဒါပေမဲ့မရတဲ့ဘယ်လိုပြောမလဲဘယ်လိုမရတဲ့ model ကွာ model ဆိုတာဘယ်လိုပြောမလဲအမတို့ machine learning လုပ်လို့မရဘူးလို့မပြောဘူးเนาะ machine learning MacBook သုံးတယ်လို့ရဆဲနေမယ်ဟိုဟာလေ MacBook နဲ့လုပ်တာအဆင်ပြေရယ်ကွာဒါပေမဲ့အဲ့ဒီမှာမရတဲ့ model တခုရှိရယ်ဘာလို့လဲဆိုတော့ကကြာမရတဲ့ model ကဘယ်လိုမျိုးပြောရလဲဆိုတော့ကကြာအမဆိုရင် image classifier လိုမျိုးဟာမျိုးလုပ်တယ်လေအဲ့လိုမျိုးဒီပုံကြည့်ပြီးတော့ဒီကဘာလဲဆိုပြီးလုပ်တဲ့ဟာရှိရယ်အဲ့တော့ခါကြာတချို့အဲ့ဒီထဲမှာပါတယ် model ကအဲ့ဒီ MacBook မှာတင်လို့မရကွာအဲ့ဒါမျိုးရှိရယ်ဒါပေမဲ့ဟိုဒီ processor Google Colab လိုဟာမျိုးတွေအဲ့ဒီကနေပြီးတော့ဝယ်ပြီးသုံးနေဆိုလို့ရှိရင်တော့အဆင်ပြေရယ်အဲ့ဟာမျိုးကြောင့်မရဘူးလို့ပြောဟိုကျန်တဲ့ဟာတော့အဆင်ပြေရယ်လေအဲ့လိုမျိုး model အောင်မှအဲ့လိုရှားပါ model လေးတစ်ခုဖြစ်မှာပါအမရဲ့အတီးတယောက်ကအဲ့ဒါနဲ့လုပ်တော့သူမရဘူးလို့ပြောလို့ကျမကတော့ MacBook နဲ့မသုံးဘူးအဲ့တော့ machine learning လုပ်တဲ့သူတွေ MacBook နဲ့အဆင်ပြေရယ်ကွာမရဘူးလို့ပြောမှာမဟုတ်နော်ဒီချက်ရဲ့ခု laptop ကဘာဒိဇိုင်းလဲမသိဘူးရှင် ASUS also အောင်မ ဟိုကလေတချို့ဆိုင်တွေမှာကျွမ်းကျင်တဲ့အကူတွေရှိရရှယ်သူတို့တခါတည်းပြောမေးဝယ်လို့ရတယ်ဟုတ်တယ်အဲ့
ဝယ်တဲ့ ကျ ချိန် မ က ဒါဒီ software run မယ်ဘယ်လောက်ပေးရမလဲဆိုသူတို့အကောင်းဆုံးလုပ်ပေးတယ်ဆိုဆိုင်နေ ဟုတ်တယ်အမကဝယ်တဲ့ချိန်တော့ကျတော့ဟိုဟာလေပါလဲဆိုတော့ခါကြရီဝယ်တဲ့ချိန်တော့ဒီ OLED screen တွေအရင်ခေတ်စားရလေဟို TV အောင်မှ OLED ဟိုဟာပါညာဆိုတော့ခါကြကိုကရုပ်ရှင်ကြည့်ရကွာရုပ်ရှင်ကြည့်ရရုပ်ရှင်ဆိုပြီးတော့ရုပ်ရှင်ကိစ္စလုပ်လိုက်တာ 4K resolution ဟုတ်တယ်TV မှာအရင်ကြော်ညာရလေအဲ့ဟိုဆိုင်မှာသွားတော့လေတခြားဘာမှမပြောနဲ့ OLED screen ပဲဝယ်မယ်ပါညာလေအဲ့အမဝယ်တော့ကတော့ဘယ်လောက်ရှိမလဲ900 20ဝန်းကျင်လောက်ရှိမှာ 900กว่าဒီလားအဲ့ခေတ်ကဒေါ်လာ900ဒီမှာ850လား900လားမသိရှိရအဲ့လိုlaptop ဝယ်ဆိုရင်လည်းတခြားလေးကြည့်ပြီးတော့မှကိုယ့်အတွက်အသုံးဝင်နေရဝယ်ပေါ့နော်အမဟာတခြားတွေအကုန်လုံးအဆင်ပြေတယ်အဲ့ဒီ machine learning ရောက်တော့မှအရန်ကြာပြီး laptop အရန်ပို့ပြကွာသူများရဲ့အဖြေကနေကိုကမရအောင်အဲ့လိုမျိုးဖြစ်တယ်ပြီးရင်ဟိုလို model တွေဘာ run နေဆိုလို့ရှိရင်လည်းအကြာကြီး laptop ကိုဖွင့်ထားခဲ့ပြီးတော့တွားတော့ခါကျဒီကောင်ကတိတ်ပြီးတော့အလုံးမလုံးချင်တော့အဲ့လိုမျိုးဖြစ်နေဟိုဒီတိုင်း bachelor တို့ဘာတို့တက်ရုံမဲ့ဆိုလို့ကတော့အဆင်ပြေမှာပါဟိုလိုမျိုးကတော့လေဒါပေမဲ့ဟို laptop လေးကအဲ့ဟိုကိုကရုပ်ရှင်ကြည့်မဲ့ပပလေးကြိတ်တယ်ဘာညာလဲဆိုပြီးတော့ဝယ်လိုက်တော့အဲ့လိုဖြစ်သွားတာပေါ့ ဟိုဟာလေအခုဆယ်အဲ့ Lenovo ထဲကဒီ X1 ကာဗွန်အုပ်စုလေတော်တော်ကောင်းနေရှင် ဟုတ်တယ် ဈေး နော် လဲ နောက် မ လည်း ဆိုးသူလို့ကဲ သူက ကျမ ဒီ တီထိုးလိုက်မယ် flagship level ပဲလေ ကျမတီထိုးလိုက်မယ် MacBook ဝယ်အောင်ဒီကလည်းထိုးလည်းမပေါက်ပါဘူး Okay မေးစရာရှိသေးလားချားလို့ HTML နဲ့ပတ်သက်တာဒီမနေ့က CSS စင်တော့မှာပေါ့ ဟုတ်ကဲ့ပါရှင်အဲ့ကုတ်လေးတွေအလွတ်ရအောင်ကြက်အောင် လုံးမရလေခုခေတ်ကအင်တာနက်ကရနေတာပဲလေမရလေခုခေတ်မှသွားထုတ်လိုက်ပေါ့ AI တို့ ChatGPT နောက်ဆုံးပဲရောက်လို့ရှိရင်အဲ့ဒီ AI လေးဘယ်လိုသုံးရရဲဘယ်လို effective ဖြစ်အောင် prompt နေရေးရဆိုပြပြမယ်လေအဲကြောက်သားလေ ဟိုဟာလေးရှင်ဟိုတလောကလေ ဟုတ် အဲ့ UK မှာဒီကျွန်တော်တို့မြန်မာကျောင်းသားတယောက်ပဲ2နှစ်ပိတ်ခံလိုက်ရတယ် ဘာလို့လဲ သူက AI ကဥစ္စာကိုတိုက်ရိုက် copy paste လုပ်ပလိုက်လို့ဟိုပိတ်ပလိုက်တယ် ဟုတ်တယ်အဲ့တော့ AI ကလည်းသုံးတတ်ရင်တော့ကောင်းပါတယ်မသုံးတတ်တဲ့ဥစ္စာကြီးဟိုအခုဆိုရင်ရှိရအကြောင်းသားကလေဘာမှအဲကျောင်းလာတက်တယ်ဆိုရင်လေဖတ်မကြည့်ဘူး AI ထွက်လာတဲ့ဟာကိုရော့ဆိုပြီး Microsoft Word တွေထည့်ပြီးတော့ assignment လာတင်တာအဲ့လိုမျိုးကြာအရင်စိတ်ညစ်ဖို့ကောင်းတယ်လေ तू ကဘာမှမတက်ဘူးအဲ့လိုမျိုးဆိုအခါကြာလေအဲ့လိုမျိုး သူက သုံးထည့်ရင်တော့လည်းကောင်းတယ် ဟို73ဘာသာရှိရမှာနောက်ဆုံး2ဘာသာဟုတ်လားမသိဘူးအရှိရဘာသာတွေတော်တော်များ A grade ထွက်တယ်လေအဲ့နောက်ဆုံးဘာသာတော့ခုကသူ AI ကနေ copy paste လုပ်လိုက်တာ2နှစ်ပိတ်ပလိုက်တယ် ဟဲ့မသုံးလို့လည်းခင်းနောက်ကျနေခင်မှာပေါ့နော်အဲ့လိုမျိုးတော့ရှိရဲအဲ့လိုမျိုးနည်းနည်းဘလို့အသုံးကျအောင်သုံးရမလဲပေါ့အဲ့ဒါတည်ရဆိုလို့ရှိရင်အဆင်ပြေရကွာအဲ့လိုမျိုးမတိပဲနဲ့အကုန်လျှောက်ကူးနေအဆင်ပြေကြရမယ်နော်ညွှဲပြ ဟုတ်ဒီအတန်းပြီးလို့နောက်ပိုင်းနေကြရင် PHP ကိုပါလို့သင်ဖို့ရှိလားရှင် ကျောင်းကတင်ခိုင်းရင်တော့တင်ရမှာ ဟုတ်ရှင် ကျောင်းကတင်ခိုင်းရင်တော့ဆိုတာလေတန်းတင်ခိုင်းရင်တော့တင်ရမှာအမကအပြင်မှာတော့စာမတင်ဘူးကွာဘာဖြစ်လို့လဲဆိုကျောင်းရဲ့အလုပ်ကနေရင်ဟိုစားလို့ရခါကြလေဟိုဟာအပြင်မှာတခြားတင်တဲ့နေလည်းရှိပါတယ်ကောင်းတဲ့သူတွေဒါမှမဟုတ်တင်တက်ချင်မှုဆိုလဲ YouTube ကဟိုနေ့တော့ YouTube link အကြောင်းပြောရသူတွေ့ရ YouTube က link ကြည့်လို့ရတယ်ကွာဒါပေမဲ့ consistency ရှိဖို့လိုတယ်ပြီးသွားလို့ရှိရင်တိထားလိုက်လို့ကြည့်ဖို့လိုတယ်ဟို YouTube ကဟာ refer လုပ်တိုင်းဒါကိုက developer ဖြစ်နေဆိုကြာလာနေလေဒီလားအဲ့တော့ခါကျကိုတခုခုပေါ့နော် channel တခုခုဆို channel တခုခုအရင်ရွေးပြီးတော့မှသူပြောထားတဲ့ဟာထဲမှာအရေးကြီးတဲ့ video တွေကို set by set ချရေးပြီးတော့မှနောက်ကနေဆက်လုပ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကွာ resource ပေါ်တာလေကောင်းတယ်ဆိုလဲရပေါ့နော်အဲ့လိုမျိုးဟိုဟာလုပ်လိုက်မဟုတ်ဘူးထွက်လိုက်နောက်တစ်ခုလုပ်လိုက်ပြန်လုပ်လိုက်ပေါ့နော်အဲ့တော့အဲ့အမျိုးကြီးဆိုလို့ရှိရင်
အဆင်မပြေဘူးပေါ့အဲ့တော့အဆင်မပြေဘူးဆိုတော့ကိုကအဲ့လိုတစ်ခုခုကိုအရင်ရွေးလိုက်ပေါ့ကြိုက်ပြီးဒီဟာကြိုက်ပြီးဆိုရင်အဲ့ဟာကိုကောင်းကောင်းမကောင်းကောင်းအဆုံးထိပြီးအောင်လုပ်လိုက်ကွာအဲ့ဆိုကိုကတစ်ခုခုရမှာပဲလေရပြီးတော့မှလည်းတစ်ခုဆက်လုပ်ပေါ့နော်အဲ့ဒါမျိုးလုံးမှပဲအဆင်ပြေရကွာတကယ်ကတော့ဟိုဟာစာလေ့လာနီးပေါ့နော်အကုန်လုံးရှိရဲ့အတိုင်းအကုန်လျှောက်လုပ်နေဘာမှမရအောင်ဆိုတာပဲဖြစ်ပါပေါ့အဲ့တော့ဟိုဒီနောက်ပိုင်းတင်တဲ့နေ့ပိုင်းဒီလိုမျိုး free class တွေပိုင်းမရှိလို့ဆိုရင်အဲ့လိုမျိုး YouTube channel တွေတကယ်ပေါ်တယ်ကွာဘာလို့လဲဆိုတော့ဟိုဘာလဲအကြောင်းမှရှိရလေဟိုကကျွန်တော်ကရုပ်ချော်တယ်ဟိုကဘာမှမလုပ်လေ YouTuber လုပ်မှာဆိုရမျိုးစားရှိရကွာအဲ့လိုမျိုးရှင်းပြရလို့ရှိရတချို့တွေရှင်းပြရကြတကယ်ကိုကောင်းတယ်ကွာတချို့ကကြအဲ့လို for show ပဲဘာမှလည်းတိတ်ပြီးတော့မပေးနိုင်ဘူးပေါ့နော်ညီမတို့နောက်ပိုင်းဆက်လေးလာခြင်းနဲ့ backend တွေပါဆိုလဲ YouTube မှာအရင်ကောင်းတဲ့ video တွေရှိရအဲ့ video တွေကိုအစအဆုံးလိုက်ကြည့်ပေါ့နော်ကြည့်ပြီးတော့မှလုပ်ပေါ့မဟုတ်လို့ရှင်ဟိုတိုးတီဒီတိုးတီနဲ့ဘာမှမရလိုက်ဘူးဖြစ်မှာပေါ့ ဟုတ်ကဲ့ရှင်ဒီချေကျေးဇူးပါရှင် ကဲပါဟုတ်ပြောပါဟုတ် Ryan browser ကိုလေအဲ့ဒါဘယ်လိုတင်ရမှာလဲအဲ့ဒါတစ်ချက်ပြောပြပေးပါ run in browser open in browser လားအဲ့ဟို extension တွေကနေဖွင့်လိုက်ရဒီမှာ extension ဆိုတာရှိရအဲ့ဒီ extension မှာဒီပုံလေးเนาะအဲ့ဟာလေးမှာ open in browser ဆိုပြီးတွားနေလိုက် ဟုတ်ကဲ့ အဲ့လေးနှိပ်လိုက်တယ်ဆိုရင်ဒီမှာကြာအဲ့တော့ပြောဗာလဲ MacBook နဲ့ run လို့မရတဲ့ဟာဆိုတဲ့ဟာလေးအဲ့တော့ဒီမှာ machine learning model ထဲမှာအဲ့လို model size အရင်ကြီးတဲ့ဟာတွေ GPU ပါမရမယ့်ဟာတွေဆိုလို့ရှိရင်တော့မပါဘူးပေါ့နော်အဲ့ဟာမျိုးတွေတော့ရှိတယ် MacBook မကောင်းဘူးလို့ပြောလိုက်တယ်ဆိုပြီးတော့ခဏတည်းကအတန်ဖိုင်နဲ့ Facebook မှာတက်လာမှာကြောက်လို့ကျွန်မ MacBook မကောင်းဘူးလို့မပြောဘူးနော်ကျောင်းသားကိုတောက်ရဒီခေတ်မှာကျောင်းသားအရင်ကြောက်ရတယ်သူတို့ကလေခဏလေးအတန်ဖိုင်လေးကိုတူတူလေးဖြတ် Facebook မှာတင် bad review တွေရေးအမျိုးရှိတယ် Okay reason လားပြပြအောင်ရပါတယ်လေ ဒီချက်ဟိုဟာလေအဲ့ open browser ဆိုတဲ့ဟာကဒီကိုယ့်ရဲ့ link ကိုလုပ်ထားတဲ့ website ကိုသူများဖုန်းကနေပြီးတော့ကြည့်လို့မရဘူးလားလို့မရသေးဘူးဘာလို့လဲဆိုတော့အဲ့ဒါရဖို့ဆိုလို့ရှိရင်ဘာလို့အောင်မအောင်ဆိုတော့ကစပါပေါ်မှာတင်ရအောင်မှာအဲ့စာပါပေါ်မှာနောက်ဆုံးအပတ်ရောက်လို့ရှိရင် free ပေးတဲ့စာပါပေါ်မှာတင်တဲ့ဟာပြောမယ်အဲ့ free ပေးတဲ့စာပါပေါ်မှာတင်တဲ့ဟာရတယ်ဆို link ရတာလေမဲ့အဲ့ဒီ link ကိုသူများကို share ပေးလို့ရတယ်အခုလောလောဆယ်တော့မရသေးနော်အခုလောလောဆယ်ကိုယ့်ရဲ့ browser မှာပဲကိုကြည့်လို့ရအောင်မှာအဲ့တော့ဟိုဟာမှစာပါပေါ်မှာတင်လိုက်မှရမှာနော်အဲ့ဆိုရရင်နော်မိကံရှိအောင်ထင်ပါတယ်အခုမရလားမသိဘူးဟုတ်ခုနရေးပြီးတော့ပြန်ပြီးလေ right click နဲ့ကြည့်တာမမြင်ရဘူး folder လေးဘယ်လိုလုပ်ရလဲ right click မနေနဲ့ double click နဲ့ရ double click နဲ့ရ click နှစ်ချက်နဲ့ရ click ဘယ်လိုဒီမှာရေးထားတဲ့ဟာရှိတယ်ကိုအစုံးမှာနှိပ်ရမှာမဟုတ်ဒီကိုရေးထားတဲ့ folder ရှိမှာပေါ့ဘယ်နားမှာတင်ထားလဲပေါ့အမဆိုရင်ဒီ week 2ဆိုရဲ folder desktop ပေါ်မှာတင်ထား desktop ပေါ်မှာတင်ထားမတင်အောင် ဟုတ်ဘယ်မှာတင်ထားလဲဘယ်မှာရှိလဲ folder ဒီမှာ week 2လို့ပေါ်နေအမဟာဆိုရင် web development လို့ပေါ်မယ်တင်မယ်ဟုတ်တယ်ဟို share ကြည့်ပါလား screen ပြန်ပြီးတော့လေတခြားတွေ leave ချင် leave လို့ရရင်နော်ခုလိုက်ပါထားလို့ခဲ့ပါမလို့ပြန်စာလုပ်ခဲ့တယ်ခုနင်းလို့share ကြည့်လိုက်ပါလားဟုတ်ဘယ်မကောင်းဒီနေ့ဆရာမသင်တာလေအားလုံးမှာ15မိနစ်ပဲနားထောင်ရအောင်recording share ပေးလိုက်မယ်လို့တော့ပေါ်ရရတယ်မရှိဘူးဆိုတော့screen share နိုင်မရဘူးအဲ့ဆိုရင်ဟိုဟာဘယ် group ထဲမှာရှိလဲ share တာမရဘူးလားအဲ့ဆိုရင် group ကတော့ရှိဒီဘက်ကနေ share လိုက်ရောမြင်ရလားအခု share ထားမြင်ရမမြင်သေးဘူးမြင်ပြီဟုတ်အဲ့တော့
ဒီမှာဒီလိုမျိုးပုံလေးနဲ့ဖြစ်နေရဟုတ်လားကိုယ့်ရဲ့ HTML file ကအဖွင့်ပဲဖြစ်တယ်နော်အဲ့ဆိုရင် ဖိုင် open မဲဖိုင်မဲနော် folder မဟုတ် ဟုတ်တယ်folder နေရကြဒီမှာ week 2အဲ့တော့အမဟာဆိုဘယ်အောင်မှရှိမလဲတစ်ချက်ကြည့်ကြည့်ပေါ့နော်အဲ့ဒီကအမဟာじゃ week 2ဆိုတဲ့ဟာအဲ့ဒီမှာ open နဲ့ browser ထည့်ထားရဆိုရင်ဒီမှာမနှိပ်ဘူးဒီအလဲကိုလာနှိပ်မယ်ဒီမှာနှိပ်လဲရတယ်ဒီမှာနှိပ်လဲရတယ်အခုလောလောဆယ်ဒီမှာလာနှိပ်လိုက်မယ် right click နှိပ်လိုက်မယ်ပြီးရင် open နဲ့ default browser နှိပ်လိုက်မယ် right click နှိပ်ပြီးတော့ open in default browser ဆိုတာဒီဟာလေး မပေါ်တော့ ဒီဟာလေးပုံလား နှိပ်လိုက်ရင် မှသူဒီလိုမျိုးတန်းပေါ် ဟုတ်ကဲ့ ဟုတ်ဒီမှာလဲနှိပ်လို့ရတယ် right click open in default browser အဲ့တော့ file name မှာ right click နှိပ်ဒီမှာ right click နှိပ်ပေါ်တယ်ပြီးရင်ဒီလိုမျိုးကိုသိမ်းထားတဲ့ file ရဲ့ location ရှိရမလားအဲ့ဒီမှာအမဟာဆိုရင် week 2ရှိရအဲ့ဆိုရင်အဲ့ week 2ကိုတွားပြီးတော့နှိပ်လိုက်ရင်ဘယ်လိုပေါ်မလဲဆိုတော့ကိုသိမ်းထားတဲ့နေရာမှာ week 2ရှိရအဲ့မှာဒီလိုမျိုးလေးပေါ်တယ်အဲ့ဆိုရင်တော့ double click နှိပ်ရအဲ့နှစ်နည်းပေါ့နော်ဟုတ်ရဲ့ desktop ပေါ်မှာမဟုတ်ဘဲနဲ့ကြိတ်တဲ့နေရာမှာတင်ထားပေါ့အမတင်ထားတဲ့ location ရှိမှာပေါ့ location ကဘယ်လိုကြည့်လို့ရမလဲဆိုတော့ဒီထဲမှာ file နဲ့ open folder ဆိုပြီးတော့ desktop ပေါ်က folder ကိုဖွင့်လိုက်ရင်ဒီမှာအဲ့ဆိုလို့ရှိရင်ဒီမှာရှိရ file ကြီးကြာလာလိမ့်မယ်ဒီဟာလေးကို right click open in default browser လုပ်ချင်လို့မလုပ်ဘူးဆိုရင်ကို web development လာမသိသိမ်းထားတယ်အဲ့မှာသွားပြီးတော့ double click နှိပ်လိုက်အဲ့ဆိုပွင့်လာဟုတ်ရှားလာမသိ ကို file ကိုတော့အဲ့ folder ထဲအကုန်ထည့် ဟုတ်အဲ့ဆိုအဲ့ဟာလေးကို double click နှိပ်ကြည့်ပါလား file တွေတော့ကို folder ထဲထည့် folder ထဲမှာ file ရှိရဆိုရင် double click နှိပ်ကြည့်လိုက်အဲ့ဆိုရတယ် ready ရမယ်ထင်တယ်နော်မရဘူးဆိုမနေ့ကအောင်မင်းခန့်ရောက်တယ်ဆိုရင်ကြိုပြီးတော့လုပ်ပေးပါမယ်တခြားတွေလည်းမလုပ်တတ်တာရှင်အောင်မင်းခန့်ကိုကြိုပြီးတော့မေးလိုက်ပါအဲ့တော့ဘိုင်ဘိုင်မှာ good night see you